ဇလန်နီရဲ့ဆောက်မှာတော့ကောင်လေးတစ်ယောက်ကအာဆာကာဘေမာလေးလို့လိုက်လံမေးမြန်းနေပါသည်အဲ့ဒီချိန်မှာပဲဓာတ်လီကားတစ်ခုကပွင့်လာပြီးကောင်မလေးတစ်ယောက်ကိုအမျိုးသမီးတစ်ယောက်ကတနက်နဲ့ထောက်ကတစားကန်လှုပ်ထားပါသည်ကောင်လေးကလည်းသူရှာနေတဲ့အာဆာကာကိုနောက်ဆုံးတွေ့ပြီလို့ပြောရင်ဓာတ်လီကားရဲ့ပြေးဝင်သွားပါသည်ချိန်ချောင်းနေတဲ့မျိုးသမီးကလည်းလှုပ်ရင်တေးမယ်လို့ပြောနေပေမဲ့ယိုဂီရီရဲ့အကြည့်တစ်ချက်မှာပဲလဲကျသေးဆုံးသွားပါသည်တကယ်တော့ဒါဟာအိမ်မက်ဖြစ်ပြီးတကယ်အပြင်မှာတော့ကောင်မလေးတစ်ယောက်ကသူ့ကိုနှိုးနေပါသည်နှိုးနေတဲ့ကောင်မလေးကတော့ဒန်နူရာဖြစ်ပါသည်သူတို့အခုရောက်နေတာကတော့ဘတ်ကားတစ်စီးပေါ်မှာဖြစ်ပြီးငကားကြီးတစ်ကောင်ကတိုက်ခိုက်နေပါသည်ကားပေါ်မှာလည်းခရီးသွားပေါ်နှစ်ယောက်ကတေဆုံးလို့နေပါပြီ။အဲ့ဒီအချိန်မှာပဲငကားကြီးကကောင်းကင်ကိုပြန်တက်သွားပြီးတိုမိုချီကာတို့ကိုတိုက်ခိုက်ဖို့ထိုးဆင်းလာပါသည်။အဲ့ဒီအချိန်မှာပဲတိုက်ခိုက်ဖို့ချင်းကပ်လာတဲ့ငကားကြီးဟာရုတ်တရက်တေဆုံးသွားခဲ့ပါသည်။အဲ့နောက်မှာတော့ဒန်နူရာလေးပဲဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအားလုံးကိုလေကွင်းတစ်ဖက်စီကိုကားနဲ့ခရီးသွားနေတာကနေစပြီးတော့ပြန်ပြောပြခဲ့ပါသည်။တကယ်တော့သူတို့ကကားမောင်းရင်းနဲ့လိုင်းကွေတစ်ခုကိုဖျက်နေတော့မှပဲကားပေါ်ကိုရှီယွန်ဆိုတဲ့ Sage တစ်ယောက်ရောက်ရှိလာပြီးလူကြီးတစ်ယောက်ကိုတတ်လိုက်ပါသည်။နောက်ပြီး Sage ဖြစ်မဲ့သူတွေကိုသူ့ရဲ့လက်ကိုဖျက်ပြီးတော့တတ်မှတ်လိုက်ပါသည်။အယောင်လင်းနေတဲ့သူတွေကတော့ Sage ဖြစ်မှာဖြစ်ပြီးအယောင်မလင်းတဲ့သူတွေကတော့ Sage ဖြစ်ဖို့မထိုက်တန်တဲ့သူတွေဖြစ်ပါသည်။ဒါကြောင့်မလို့ဒန်နူရာကသူရောဘာလို့အလင်းရောင်မထွက်ရတာလဲဆိုပြီးထားမေးလိုက်ပါသည်။ရှီယွန်က Sage ဖြစ်ဖို့မထိုက်တန်တဲ့သူမို့လို့မလင်းတာလို့ပြောလိုက်ပြီးအသုံးဝင်တဲ့နင်းကိုတလိမ့်ဆန်အဖြစ်ပြောင်းလိုက်ရမလားလို့ချိန်ချောက်လိုက်ပါသည်။အဲဒီချိန်မှာပဲ Sage ဖြစ်မဲ့လူတွေအကုန်လုံးကတော့ငကားကြီးတစ်ကောင်သူတို့စီကိုလာနေတဲ့ဆိုတဲ့အကြောင်းကိုသိလိုက်ရပါသည်။အလင်းရောင်မထွက်တဲ့သူတွေထဲမှာဒန်နူရာရှီနိုဇာကီခီရူနဲ့အိတ်နေတဲ့တိုမိုချီကာပဲရှိပါသည်။ Sage ဖြစ်မဲ့လူတွေကအလင်းရောင်မထွက်တဲ့လူလေးယောက်ကိုကားပေါ်ကနေမစင်းဖို့တားဆီးနေပါသည်။အဲဒီအချိန်မှာပဲသူတို့ကိုငကားကြီးကတိုက်ခိုက်ခဲ့တာကြောင့်ရှီနိုဇာကီနဲ့ခီရူသေးဆုံးသွားကြောင်းကိုပြန်ရှင်းပြပါသည်။ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာတောင်ရင်မြို့ရဲတောအုပ်ရဲဆိုပြီးတော့နေရာ၃ခုကိုတွေ့ရပါသည်။တိုမိုချီကာသွားမယ့်နေရာတွေကနေတောအုပ်ကိုဖယ်ရမယ်လို့စဉ်းစားလိုက်ပါသည်။အဲလိုနဲ့ Sage ဖြစ်ဖို့ရွေးချယ်ခံထားရတဲ့အတန်းပေါ်တငယ်ချင်း၃ယောက်ပြန်လာတာကိုတွေ့လိုက်ရပါသည်။အဲဒီ၃ယောက်ကတော့ဒိုင်မွန်ဟာနာကာဝါရီယိုဆူဂါဟီဂါရှီတာနဲ့ယိုရှီယာကီဖူဂူဟာရာတို့ပဲဖြစ်ပါသည်သူတို့၃ယောက်ပြောနေကြတဲ့စကားတွေအကြောင်းမလို့ဒန်နူရာကတိုမိုချီကာကိုသူတို့ကတကယ်ချင်းနေမဖြစ်နိုင်တော့ဘူးလို့သုံးသပ်လိုက်ပါသည်ရီယိုဆူဂါဟီဂါရှီတာကအမော်မီလုံးနဲ့တိုက်ခိုက်လိုက်ပါသည်ပြီးတာနဲ့ဒန်နူရာကိုရီယိုဆူဂါကသူတို့စီကိုလာဖို့အတွက်ပြောလိုက်ပါသည်တိုမိုချီကာကလည်းပဲရီယိုဆူဂါဟီဂါရှီတာကိုတေဆန်းလို့ပြောလိုက်ပါသည်ဒါကြောင့်မလို့ရီယိုဆူဂါလည်းပဲတကယ်ကြီးကိုတေဆုံးသွားခဲ့ပါသည်ရီယိုဆူဂါဟီဂါရှီတာကတကယ်တေသွားတာကိုတွေ့တဲ့အခါမှာအားလုံးလည်းကြောက်လန့်သွားကြပါပြီတိုမိုချီကာကဘေနာကယိုရှီယာကီကိုပါထပ်မံတပ်ဖြတ်လိုက်ပါသည်နောက်ဆုံးကျန်တဲ့ဒိုင်မွန်ဟာနာကာဝါကိုတော့တိုမိုချီကာကသူတတ်လိုက်တဲ့သူတွေတကယ်တည်သွားတာလားစစ်ပေးဖို့ပြောလိုက်ပါသည်ဟိုတယောက်ကလည်းပဲပြန်ရှင်းအောင်အသက်သွင်းပေးနေပေမဲ့တည်သွားတဲ့နှစ်ယောက်ကတော့ပြန်မထလာတော့ပါဘူးတိုမိုချီကာကတော့သူ့ရဲ့အတွေးလေးတစ်ချက်နဲ့တင်ရန်သူကိုတပ်ဖြတ်နိုင်ကြောင်းသူကပြောပြလိုက်ပါသည်ဒိုင်မွန်ဟာနာကာဝါကတိုမိုချီကာနားကိုကပ်လာပြီးတပ်ဖို့လုပ်ပါသည်တိုမိုချီကာကလည်းပဲသူပြောဖို့ကြံတဲ့စကားတစ်ခုကိုထပ်မံပြောလိုက်ပါသည်တိုမိုချီကာကသူ့ကိုတပ်ဖို့ကြံတဲ့သူတွေကိုသိရှိနိုင်ပြီးတော့အတွေးနဲ့တတ်နိုင်ကြောင်းရှင်းပြလိုက်ပါသည်အဲဒီအချိန်မှာဒိုင်မွန်ကိုတတ်ဖို့လုပ်နေတဲ့အတွက်ဒိုင်မွန်ဟာနာကာဝါကတောင်းပန်ပြီးသူ့စီမှာပစ္စည်းတစ်ခုရှိတယ်အဲဒီပစ္စည်းကသခင်ပြောတဲ့စကားအတိုင်းကိုမငင်းဆန်မဲ့လှုပ်ဆောင်စေတယ်လို့ဆိုပါသည်ဒန်နူရာလည်းပဲဒိုမိုချီကာကိုသခင်ဖြစ်လွှဲပြောင်းပေးလိုက်ချိန်မှာတော့ဒိုမိုချီကာကသခင်ဖြစ်သွားရပါသည်အဲဒီအချိန်မှာပဲဒိုမိုချီကာကဒိုင်မွန်ဟာနာကာဝါကိုမတတ်တော့ဘဲတောအုပ်ကိုသွားလို့အမိန့်ပေးလိုက်ပါသည်ဒါကြောင့်မလို့ဒိုင်မွန်ဟာနာကာဝါလည်းရွှေရင်ငွေတွေထားခဲ့ပြီးတောထဲကိုထွက်သွားရပါသည်ဒန်နူရာကသူ့ကိုရောယုံကြည်လာလားလို့မေးတော့ဒိုမိုချီကာကငကားကြီးတိုက်ခိုက်ခံရမယ့်အချိန်မှာအိနေတဲ့ယင်ကြီးတွေကြောင့်ကူညီလာလို့ပြောလိုက်ပါသည်အဲ့ဒါနဲ့ပဲကဘာပေါ်မှာကောင်းတဲ့ယောက်ျားမရှိဘူးဆိုပြီးတော့ဒန်နူရာကအော်ဟစ်လိုက်ပါသည်နန်းတော်ကြီးတစ်ခုထဲမှာရှီယွန်ကဂရင်းပေါ်မှာအိတ်နေပါသည်အဲ့ဒီအချိန်မှာပဲယိုအီရှီရောက်လာပြီးတော့တေဆုံးသွားတဲ့လူစင်းကိုလာတင်ပြပါသည်ပထမမစ်ရှင်အဖြစ်ငကားတေဆုံးသွားပြီးတော့လူ၄ယောက်တေဆုံးသွားတယ်လို့ဆိုပါသည်အဲ့ဒီလူထဲမှာ S အဆင့် Sage ဖြစ်လာမဲ့သူတွေ2ယောက်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြလိုက်တော့ရှီယွန်ကအံ့ဩသွားပါသည်တစ်ဖက်မှာလည်းပဲတိုမိုချီကာနဲ့ဒန်နူရာတို့လည်းမြို့ကိုရောက်ရှိလာပါသည်ဂေတကားပိတ်သွားတဲ့ပြင်ဂိတ်ဆောင်နေရဲ့ဘာမှမသိတဲ့စကားတွေကြောင့်စောက်ကျိုးပါနေနေခဲ့ပါပြီအဲ့ဒါနေပဲဒန်နူရာတို့လည်းဂျပန်စကားနားလည်တဲ့သူကိုခဏလောက်ထိုင်ဆောင်လိုက်ပါသည်အဲ့ဒီအချိန်မှာပဲမာဆာဟီကိုဆိုတဲ့တာဝန်ရှိသူတယောက်ရောက်ရှိလို့လာပါသည်သူကတော့ကန်ကောင်းစွာနေပဲဂျပန်စကားကိုနားလည်လို့နေပေမဲ့သူတို့ကိုမကူညီနိုင်ဘူးလို့ပြောလိုက်ပါသည်အဲ့ဒါကြောင့်ဒိုမိုချီကာတို့ကထွက်လာလိုက်ပါသည်သူတို့မျိုးတွေကိုထွက်သွားတာနဲ့မီရယူဆိုတဲ့ကြောင်မလေးတယောက်ကိုတွေ့ရှိခဲ့ပါသည်မီရယူကအဲ့ရမယ့်နေရာကိုလိုက်ပို့ပေးမယ်လို့လည်းပြောပါသည်အဲ့လိုနဲ့သူတို့လည်း shopping ထွက်ပြီးအင်ကြီးတွေပါဝယ်ခဲ့လိုက်ကြပါပြီဒါပေမဲ့သူတို့ဝယ်ပြီးချင်းမှာပဲလူရက်မဲ့သူတွေကလည်းအစင်းသင်းဆောင်ဆိုင်နေပါသည်လူမဲ့သူတွေက Sage မဖြစ်တဲ့သူတွေကိုဖမ်းဆီးပြီးတော့ရောင်းစားတဲ့သူတွေပါအဲဒါကြောင့်မလို့တိုမိုချီကလည်းပဲသူတို့ကိုတပ်ပစ်ဖို့အကြောင်းရင်းလုံလောက်ပြီလို့ဆိုပါသည်အဲဒါကိုလူရက်တဲ့သူတွေကနားကြလွဲပြီးငါတို့ကမင်းတို့ကိုမတတ်ပါဘူးဒါပေမဲ့နောက်ဆုံးကြရင်မင်းတို့တေးမာလို့ပြောလိုက်ပါသည်တိုမိုချီကလည်းနောက်ကကောင်နေအရင်သေးစမ်းလို့ပြောလိုက်တာနဲ့နောက်ကလူရက်မဲ့လူတွေအကုန်လုံးတေးသွားပါသည်အဲ့ဒါနဲ့ပဲရှေ့ကလူကိုတဝက်သေးစမ်းလို့ပြောလိုက်ပေမဲ့တကယ်သေးသွားပါသည်ချက်သားရဲကိုလည်းပဲ6ရောက်သေးစမ်းလို့ပြောလိုက်ပါသည်
နောက်တစ်ယောက်ကိုလည်းပဲလက်မောင်းတေဆန်းလို့ပြောလိုက်ပြီးကြံတစ်ယောက်ကိုတော့မျက်လုံးတေစုံစမ်းလို့ပြောလိုက်ပြီးမျက်လုံးကန်းသွားခဲ့ပါပြီမီရယူကသူ့ကိုခွင့်လွှတ်ပေးဖို့အတွက်ပြောပေမဲ့ဒိုမိုချီကာကတေဆန်းလို့မိန့်ပေးလိုက်ပါသည်ဒါပေမဲ့ဒီတစ်ခါမှာတော့ထူးဆန်းစွာပဲအလုပ်ဖြစ်မနေခဲ့ပါဘူးအဲ့ဒါနဲ့ပဲမီရယူနဲ့လူရက်မဲ့ဘဲကြီးလည်းအဝေးကိုထွက်ပြေးသွားခဲ့ကြပါသည်ဒါပေမဲ့နေရာတစ်ခုအရောက်မှာတော့နှစ်ယောက်စလုံးဟာတေဆုံသွားပါသည်အဲ့ဒီအချိန်မှာပဲအီဒယ်ဂတ်နဲ့ဂျော့ချ်တို့ဦးဆောင်တဲ့တပ်ဖွဲ့ကရောက်ရှိလာပါသည်ဒိုမိုချီကာကသူတို့လမ်းလျှောက်ပြီးလမ်းပြောင်းနေတော့လူတွေလဲကျနေတာတွေ့တာလို့လိန်လိုက်ပါသည်ဒါပေမဲ့သူတို့ကအစာကလေးကစောင်းကြည့်နေတာလို့အီဒယ်ဂတ်ကပြောလိုက်တာကြောင့်စောင်းကြည့်နေတော့ကဘာလို့မကူတာလဲလို့ဒန်နိုရာကမေးလိုက်ပါသည်ဒိုမိုချီကာကလည်းပဲနောက်ကွယ်မှာငါတို့ကိုရောင်းမဲ့သူကိုသိကျင်လာလို့ပြန်မေးလိုက်ပေမဲ့ဂျော့ချ်ကတော့သူတို့မှစွမ်းအားမရှိဘူးလို့ပြောလိုက်ပါသည်မျက်လုံးကန်းသွားတဲ့တယောက်ကတော့အသက်ရှင်နေတာကြောင့်အီဒယ်ဂတ်တို့အဖွဲ့ကဖမ်းခေါ်သွားပါပြီတဲခုံမဲနေရာရောက်တော့ဒိုမိုချီကာတယောက်ခန်းနေမလားတခန်းထဲမှာနှစ်ယောက်နေမလားလို့မေးလိုက်ပါသည်ဒန်နိုရာကသဘောမတူတာကြောင့်ဘေးချင်းကအခန်းမှာတယောက်တစ်ခန်းစီနေဖို့လုပ်လိုက်ပါသည်အခန်းထဲရောက်တဲ့အခါမှာတော့ဝိညာဉ်တစ်ခုကိုတွေ့လိုက်ရပြီးအဲဒီဝိညာဉ်ကတော့သူနဲ့အမျိုးတော်နေပြန်ပါသည်ဝိညာဉ်ကဒီကဘာကိုရောက်ရှိလာကြတဲ့ကအနားမှာရှိနေပေမဲ့ဒိုမိုချီကာကိုကြောက်နေတာကြောင့်ကိုထင်မပြတာဖြစ်ကြောင်းပြောလိုက်ပါသည်နောက်နေ့မနက်မှာတော့ဒန်နိုရာကအိတ်ချင်မှုတို့ပုံစံဖြစ်နေပါသည်အဲဒီအချိန်မှာပဲဟိုတယ်ဝန်ထမ်းတစ်ယောက်ကရောက်လာပြီးသူ့ကိုသူဆယ်လက်စတီနာလို့မိတ်ဆက်ပေးလိုက်ကဟိုတယ်ဝန်ထမ်းကသူတို့ကိုရထားလက်မှတ်နှစ်ဆောင်ကိုပေးလိုက်ပြီးဒိုမိုချီကာကတော့သူတို့ရရှိထားတဲ့ရတနာတွေကိုဟိုတယ်ဝန်ထမ်းကိုတင်ပေးဖို့အတွက်ပြောလိုက်ပါသည်အဲ့လိုနဲ့မျိုးဘော်ကိုသွားမဲ့ရထားဘော်ကိုသူတို့လိုက်လာခဲ့ကြပါသည်အဲ့ဒီအချိန်မှာပဲရုတ်တရက်သူတို့ရဲ့ရထားရဲအပေါ်ပိုင်းကြီးတစ်ခုလုံးပြန့်စီးသွားပါသည်တစ်ဖက်မှာလည်းပဲလိန်ကမျက်လုံးကန်းသွားတဲ့လူရဲ့မျက်လုံးကိုထုတ်ပြီးတော့ပြန်ဟီးလိုက်ပေမဲ့မျက်လုံးတွေကပြန်မကောင်းလာတော့ပါဘူးအဲ့ဒီအချိန်မှာပဲသူတို့ရဲ့ခန်းထဲကိုလူတစ်ယောက်ကတိုက်ခိုက်ဖို့ဝင်လာပါသည်ဒိုမိုချီကာတို့ဘက်မှာတော့ရထားဟာရက်တန့်သွားပါသည်ဒန်နိုရာကတော့အဂရက်ဆာကိုလမ်းတွေးလိုက်ပြီးတော့ဒိုမိုချီကာကိုပြလိုက်ပါသည်အဲ့ဒီမှာဆေ့ချ်တစ်ယောက်လည်းရှိနေပြီးတိုက်ပွဲဟာအရန်ကိုပြင်းထန်လို့နေတာပါအဲ့ဒီအချိန်မှာပဲအဂရက်ဆာနဲ့ဆေ့ချ်တို့ကသူတို့နားကိုရောက်ရှိလာခဲ့ပြီးတော့ဆေ့ချ်ကပါသူတို့ကိုတိုက်ခိုက်လိုက်ပါသည်တစ်ဖက်ကဆေ့ချ်လိန်မှာလည်းပဲတိုက်ပွဲဖြစ်နေပါပြီဒါပေမဲ့ဆေ့ချ်လိန်က regeneration ကောင်းကောင်းရှိတာကြောင့်ဘာတန်ရာမှမရပါဘူးတိုက်ခိုက်တဲ့သူကသူ့ရဲ့ဓာတ်နဲ့ဖောက်ခွဲလိုက်တဲ့အချိန်မှာနေရာတစ်ခုလုံးပြက်စီးသွားခဲ့ရပါသည်တစ်ဖက်ဒိုမိုချီကာတို့စီမှာလည်းဆေ့ချ်ကိုဒိုမိုချီကာကဘာလို့ငါတို့ကိုပါတိုက်ခိုက်တာလဲလို့မေးလိုက်ပြီးတပ်ပစ်လိုက်ပါသည်အဲ့ဒါနဲ့ပဲအဂရက်ဆာကဒိုမိုချီကာကိုကြောက်သွားပြီးအရှုံးပေးလိုက်ပါသည်တစ်ဖက်မှာလိန်တို့တိုက်ပွဲမှာလာတိုက်ခိုက်တဲ့ဘေးကိုလိန်ကတိုက်ခေါင်မှုပေါ်ကပြစ်ချလိုက်ပါသည်တစ်ဖက်မှာလည်းပဲအဂရက်ဆာကဒိုမိုချီကာတို့ကိုတခုခုလိုချင်တောင်းမှုပြောပါသည်ဒိုမိုချီကာကငါတို့ကဘာကိုဘယ်လိုပြန်ရမလဲလို့မေးလိုက်ပေမဲ့အဂရက်ဆာကသူနေတဲ့ကဘာကိုပြန်နီးပဲတည်တယ်လို့ဆိုလိုက်ပါသည်တစ်ဖက်ကနန်းတော်ကြီးထဲမှာတော့ရှီယုံကိုလိန်ကလာပြီးတော့စန်တာရုတည်သွားကြောင်းကိုလာပြောပြနေရင်ဇလန်လေးကတခန်းရက်လို့သွားခဲ့ပါသည်အပိုင်းနေ့ရဲ့ဆောက်မှာတော့ဒါကာတိုရုကဟာနာဘူဆာမြို့ကိုရောက်ရှိလာခဲ့ပါသည်သူတို့ကအပေါ်စီးကနေမြို့ကိုကြည့်လိုက်ပြီးဒန်နိုရာကတော့ဒါကာတိုကိုမြို့ကိုသူတို့ရောက်ပြီလို့ပြောလိုက်ပါသည်ဒါကိုကြားတော့ဒါကာတိုကခေါင်းငိမ့်ပြလိုက်ပြီးသူတို့နောက်မှာပါလာတဲ့အကောင်တွေရှိတယ်လို့လည်းပြောပြလိုက်ပါသည်သူရဲ့စကားကိုကြားတော့ဒန်နိုရာကလန့်သွားခဲ့ပြီးလိုက်လာနေတဲ့သူတွေရှိတာကိုသူမကိုဘာလို့မပြောတာလဲလို့မေးလိုက်ပါသည်ဒါအပြင်သူမကဒါကာတိုရဲ့အရန်အေးဆေးနေတဲ့အမူအရာကိုလည်းစိတ်တူနေပါသည်ဒါပေမဲ့ဒါကာတိုကတော့ဂရုမစိုက်ခဲ့ပါဘူးသူကဒီအကောင်တွေကိုအချိန်မရွေးတပ်ပစ်နိုင်တယ်လို့ပြောဆိုနေခဲ့ပါသည်ဒါပေမဲ့ဒန်နိုရာကတော့တကယ်လို့ဒါကာတိုရဲ့စွမ်းရည်တွေကသာအကန့်အသတ်ကိုရောက်သွားရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပြီးစိတ်ပူနေပေမဲ့ဒါကာတိုကတော့သူ့ရဲ့စွမ်းအားကအကန့်အသတ်မရှိဘူးလို့ပြောလိုက်ပါသည်အိမ်တော့သူတို့ကရှောက်လာနေရင်တနေရာရောက်မှာတော့မိုးမြော့တိုက်ခန်းတစ်ခုကိုတွေ့လိုက်ရပါသည်ဒါကာတိုကဒန်နိုရာကိုဒီနေရာမှာခဏနားရမယ်လို့ပြောပါသည်ဒါကိုကြတော့ဒန်နိုရာကအရန်ကိုပြောသွားခဲ့ပါသည်ပြီးတော့သူတို့ကအထဲကိုဝင်လာချိန်မှာရောင်းနေပြီဖြစ်တဲ့ယူကီကသူတို့ကိုလှမ်းနှုတ်ဆက်ပါသည်သူကဒန်နိုရာကိုကြည့်ပြီးမင်းတို့ဒီကိုရောက်လာမှထင်သားပဲလို့လည်းပြောဆိုနေတာပါဒန်နိုရာကတော့ယူကီကိုတခြားသူတွေလိုမျိုးအဆင့်တက်အောင်တော်ထဲမှာလေ့ကျင့်မနေဘူးလားလို့မေးလိုက်ပါသည်ဒါပေမဲ့ယူကီကတော့သူကအဆင့်တက်တာနေတဲ့သူတွေနဲ့အပေါင်းအသင်းမလုပ်ချင်ဘူးလို့ပြောလိုက်ပါသည်အဲ့ဒီအချိန်မှာပဲဒန်နိုရာကယူကီရဲ့နောက်ကနေသူမကိုတင်းမာတဲ့မျက်နှာထားနဲ့ဝိုင်းကြည့်နေတဲ့ကောင်မလေးတွေကိုသတိထားမိသွားပါသည်ဒါကြောင့်သူမကတာကာတိုကိုသူတို့ကဘယ်သူတွေလဲလို့မေးတော့တာကာတိုကကိုဘာတာကိုပဲမေးကြည့်လိုက်ဖို့အတွက်အကြံပြုလိုက်ပါသည်အဲ့နောက်မှာတော့ယူကီကကောင်မလေးတွေဘက်ကိုလှည့်ကြည့်လိုက်ပြီးသူတို့ကရွေးထားတဲ့ကျိုးနေပဲလို့ပြောလိုက်ပါသည်ယူကီကကောင်မလေးတွေကိုတယောက်ချင်းဒန်နိုရာနဲ့မိတ်ဆက်ဖို့အတွက်ပြောလိုက်ပါသည်အရင်ဆုံးအေရီကာကမိတ်ဆက်လိုက်ပြီးသူမကယူကီသာမိန်ပေးတာမျိုးမဟုတ်ရင်ဒန်နိုရာနဲ့စကားမပြောချင်ဘူးလို့ပြောလိုက်ပါသည်စတက်ဖန်နီကလည်းပဲဒန်နိုရာကိုကူညီတဲ့စကားတွေကိုပြောဆိုနေပါသည်အယုတ်ကိုပိုက်ထားတဲ့ကောင်မလေးကတော့သူမကချယ်ဆီဖြစ်ပြီးသူမကလည်းပဲဒန်နိုရာကိုပျောက်သွားပေးဖို့အတွက်တောင်းဆိုနေတာပါယူဖီမီယာကတော့ဒန်နိုရာကိုတပ်ပစ်ချင်ကြောင်းထုတ်ပြောပြီးနောက်ဆုံးတစ်ယောက်ဖြစ်တဲ့ရီဇာကတော့ဒန်နိုရာကိုပျောက်ကွယ်သွားပေးဖို့အတွက်တောင်းဆိုခဲ့ပါသည်ဒါကြောင့်မလို့သူကကောင်မလေးတွေကိုအတလူကြီးသူမကိုဝိုင်းပြီးရန်လုံးမနေဖို့အတွက်လည်းပြောဆိုပါသည်အဲ့ဒီချိန်ယူကီကဒန်နိုရာကိုသူ့ရဲ့မိန်းကလေးဖြစ်လာပေးနိုင်မလားလို့မေးလိုက်ပါသည်ယူကီကသူပြောလိုက်တာကပြုံးစားဆံမိမယ်ဒါကာတိုရရှိနေတာကြောင့်လားလို့မေးပါသည်
ကိုယုံကြည်မှုလွန်ကဲနေတဲ့ယူကီကဒန်နူရာရဲ့မျက်နှာကိုထောက်ပြီးဒါကာတိုရီကိုကျွန်းဖြစ်ထားပေးမယ်လို့ပြောလိုက်ပါသည်ဒါကိုကြတော့ဒန်နူရာကယူကီကိုဘလိုတောင်ယုံကြည်မှုရှိနေတာလဲလို့မေးခဲ့ပါသည်သူမရဲ့စကားကိုကြားတော့ယူကီကသူ့ရဲ့အကြောင်းကိုပြောပြပါသည်တရက်သူမဆိုင်မှာထိုင်နေချိန်မှာအော်တိုရီကရောက်လာခဲ့ပါသည်သူကယူကီရဲ့စပွဲမှာထိုင်ပြီးယူကီကိုကမ်းလှမ်းချက်တစ်ခုလုပ်ပါသည်သူကယူကီကိုအကြံတစ်ခုကိုပြောပြမယ်ပြောက stage တစ်ယောက်ဖြစ်လာဖို့အတွက်ပြောဆိုခဲ့တာပါယူကီကအံ့ဩနေပြီးဘာလို့သူ့ကိုအကြံပေးတာလဲလို့မေးလိုက်ပါသည်ဒါကိုကြားတော့အော်တိုရီကသူ့အလုပ်ကအကြံပေးဖြစ်တဲ့အပြင်သူတို့ထဲကတယောက်မှ stage မဖြစ်လာခဲ့လို့ရှိရင်အားလုံးတလိမ့်ဆန်အဖြစ်ပြောင်းလဲပြရမှာဖြစ်ပါသည်ဒါကြောင့်မလို့အော်တိုရီက stage ဖြစ်နိုင်ခြေရှိတဲ့သူတွေကိုပြောပြလိုက်ပါသည်ပြီးတော့သူကယူကီကိုအစစ်မမြန်တက်ချင်ရင်အစစ်နှိမ်တွေကိုလိုက်တိုက်ပြီးသူတို့ထဲကတော်တဲ့သူတွေကိုရွေးထားဖို့အတွက်အကြံပေးခဲ့ပါသည်ဒါကိုကြားတော့တာကာတိုရီကယူကီကိုဒါကြောင့်မင်းရဲ့အဆင့်ကမြန်မြန်တိုးတက်လာတာလားလို့မေးလိုက်ပါသည်အရှိမရင်ပေါ်တင်ကြီးအနှိမ်ခံလိုက်ရတာကြောင့်အေရီကာတို့ကစိတ်ပြက်နေပါသည်အဲဒီနောက်မှာတော့ယူကီကဒန်နူရာကိုသူ့ရဲ့အဖွဲ့ထဲကိုဝင်မလာလို့မေးတော့ဒန်နူရာကချက်ချင်းပဲခေါင်းရမ်းပြလိုက်ပါသည်ဒါကိုမြင်တော့ယူကီတယောက်မတတ်မတာဖြစ်သွားခဲ့ပေမဲ့သူကမတတ်နိုင်ဘူးလို့ပြောရင်ကောင်မလေးတွေကိုခေါ်ပြီးထွက်သွားခဲ့ပါပြီဒန်နူရာကတော့ယူကီရဲ့တင်စီတဲ့စကားတွေကိုစိတ်တူနေပါသည်အဲ့ဒီချိန်မှာဒါကာတိုရူကဒန်နူရာကိုသူနဲ့နေတာထက်စာရင်ယူကီနဲ့ကပိုအဆင်ပြေလောက်မယ်လို့လည်းပြောနေပါသည်ဒါကိုကြားတော့ဒါကာတိုရူကိုဒန်နူရာကပါဇက်ပိတ်ထားဖို့အတွက်ပြောလိုက်ပြီးဒေါပွားနေပါသည်နောက်ရက်ဒီမှာတော့ဒါကာတိုရူကရှယ်အိတ်နေပြီးဒန်နူရာကတော့ပြေးနေပါသည်အဲ့ဒီအချိန်သူမကဆယ်လက်စတီနာနဲ့စကားပြောနေခဲ့ပြီးခဏကြာတော့မြို့ထဲမှာကား၃စီးပေါ်လာပါသည်သူတို့ကကားကိုအကြမ်းမရမောင်းနေပြီးလိန်ရဲ့အမိန့်အတိုင်းအားလုံးကိုဇွန်ဘီအဖြစ်ပြောင်းပြစ်မယ်လို့လည်းပြောနေကြတာပါဒါကိုဆယ်လက်စတီနာကအပေါ်ကနေနားထောင်နေပြီးအာဆာယူကီကမကောင်းတဲ့လူလို့ပြောလိုက်ပါသည်ဒါပေမဲ့ဒန်နူရာကတော့ဂယူးမဆိုင်လုပ်နေချိန်မှာအပြင်မှာအေရီကာရောက်နေပါသည်သူမရဲ့ခိုးကြောင်ခိုးဝက်ပုံစံကြောင်းမလို့ဆယ်လက်စတီနာကဒန်နူရာကိုသတိပေးပြီးဒါကာတိုရူကိုဖုံးဆက်ခိုင်းပါသည်အဲ့ဒီချိန်မှာပဲဒါကာတိုရူကတော့သူ့ရဲ့ငယ်ဘဝကိုအိမ်မက်မှတ်နေပါသည်ခဏကြာမှတော့အတန်းကြောင်နိုးလာပြီးအပြင်ကိုထွက်လာပါသည်အဲ့ဒီချိန်ဒါကာတိုရူကအပြင်မှာပုတ်ထင်တဲ့အေရီကာကိုမြင်လိုက်ရလို့တက်ပြီးတော့အထဲကိုဝင်လာခဲ့ပါသည်ပြီးတော့သူကဝန်ထမ်းကိုဖုံးဆက်ပြီးကောင်မလေးတယောက်မူးလဲနေကြောင်းပြောပြလိုက်တယ်တစ်ဖက်မှာတော့ယူကီကကောင်မလေးတွေနဲ့ပိုးဟတ်တကောင်ကိုတိုက်ခိုက်နေပြီးဆီယာကြီးအိုက်တင်ဖန်နေပါသည်အဲ့နောက်ယူကီကအေရီကာပြောင်းနေတာကိုသတိထားမိသွားပြီးယူဖီမီယာကိုမေးနေတာပါသူမကအေရီကာဟာဒန်နူရာကိုယူကီအတွက်သွားဖမ်းနေတယ်လို့ပြောပြပါသည်တစ်ဖက်မှာတော့ပြဿနာမဖြစ်ရှင်တဲ့ဒါကာတိုရူကထွက်သွားဖို့အတွက်လုပ်နေချိန်ရီဇာကပေါ်လာပြီးထပ်ပြီးတော့တိုက်ခိုက်ပြန်ပါသည်ဒါပေမဲ့ဒါကာတိုကသူမရဲ့တိုက်ခိုက်မှုကိုပြန်တုံ့ပြန်ပြီးပေါ်ထုတ်တံကိုပါချိုးပြလိုက်ပါသည်ဒါကြောင့်မလို့သူမရင်ဘတ်ထဲကနောက်တစ်ခုကိုထပ်ယူပြီးမခန့်လေးစားကြည့်နေပါသည်အဲ့ဒီအချိန်မှာပဲချက်စီရဲ့အယုတ်တွေကပတ်လေဝိုင်းလာခဲ့ပါသည်ဒါကာတိုကရီဇာကိုအရင်တက်ပြီးမှအယုတ်တွေကိုတတ်လိုက်ပါသည်ဒါကြောင့်မလို့ချက်စီကိုလန်သွားစေပြီးသူမကဒါကာတိုကိုမတတ်ဖို့အတွက်တောင်းပန်ပါတော့တယ်အဲ့ဒီအချိန်ယူကီကလည်းဒါကိုသိပြီးဘိုးဟတ်တွေကိုထိန်းချုပ်ကအဝေးကလန်တိုက်ခိုက်ပါသည်ဒန်နူရာကအရန်ကိုလက်နေတာကြောင့်မလို့ဒါကာတိုကယူကီကိုအဝေးကနေလှမ်းတက်ပစ်လိုက်ပါတော့တယ်ဒါကိုမြင်တော့ယူဖီမီယာကသူမရဲ့သခင်တီးသွားပြီဖြစ်လို့နေရာကနေထွက်သွားပါသည်အပြင်ကိုရောက်တော့သူမကဗလာချင်းနေတဲ့မြေပြင်ကိုကြည့်ကအံ့ဩနေချိန်မှာလိန်ကရောက်လာပါသည်ပြီးတော့သူမကယူဖီမီယာကိုသူမရဲ့ငယ်သားဖြစ်အောင်လို့လှုပ်ပစ်လိုက်ပါတော့တယ်တစ်ဖက်မှာလေးပဲဒါကာတိုတို့ကအပြင်ကိုထွက်ဖို့လုပ်နေချိန်မှာသူတို့ကဇွန်ဘီတွေပြည့်နေတာကိုမြင်သွားခဲ့ပါသည်မာဆာယူကီကတော့ယိုတာကိုသွားတွေ့ပြီးမြို့ရဲ့တော့ကိုတောင်းပါသည်ယိုတာကလိန်ရဲ့လက်အောက်မှာရှိနေတာကြောင့်သူကမာဆာယူကီကိုတော့ပေးလိုက်ရပြီးမြို့သားတွေကိုမထိခိုက်စေဖို့အတွက်လည်းပြောပါသည်မာဆာယူကီကတော့တိုက်ခိုက်တာတွေကိုရပ်ခိုင်းပြီးကြောက်လန့်နေတဲ့မြို့သားတွေကိုဒါကာတိုကိုရှာပြီးတော့ခေါ်လာပေးဖို့ပြောဆိုခဲ့ပါသည်သူကခေါ်လာပေးရင်လှုပ်ပေးမယ်လို့ပြောပြီးမဟုတ်ရင်တော့ဇွန်ဘီတွေကိုလှုပ်ရှားခိုင်းမယ်လို့ပါချိန်ချောက်လိုက်သေးတာပါဒါကိုကြတော့ဒါကာတိုကလန့်သွားခဲ့ပြီးသူတို့ကပုံပြီးတော့ထွက်သွားဖို့လုပ်ပါသည်ဒါပေမဲ့လူတွေကသူတို့ကိုတွေ့သွားပြီးဖမ်းဖို့လာကြပါသည်ဒါကာတိုကတော့အနာကိုကတ်လာတာနဲ့သူ့ရဲ့အတွေးထဲမှာတက်ပြစ်လိုက်ပါပြီသူကဒီပြဿနာကိုဖြေရှင်းဖို့အတွက်မာဆာယူကီကိုတိုက်ရိုက်သွားတွေ့ပါသည်ပြီးတော့အပြင်ထွက်ဖို့အတွက်လမ်းဖွင့်ပေးဖို့ကိုလည်းပြောလိုက်ပါသည်ဒါကိုကြတော့မာဆာယူကီကသူ့ကိုဂီယူမဆိုင်လို့ဒေါပွားနေပြီးသူ့ရဲ့မသေးမျိုးတွေကိုပါဒါကာတိုကိုတပ်ပစ်ခိုင်းလိုက်ပါသည်ဒါပေမဲ့ဒါကာတိုကသူတို့ကိုလည်းတပ်ပစ်လိုက်ပါသည်ဒါကမာဆာယူကီကိုမယုံနိုင်ဖြစ်သွားစေပြီးသူကဒါကာတိုကိုတိုက်ခိုက်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့သူပုံစံပြောင်းလို့မပြီးခင်မှာပဲဒါကာတိုကတပ်ပစ်လိုက်ပြီးသူကယိုတာဘက်ကိုလှည့်လိုက်ပါသည်ယိုတာကအရန်ကြောက်နေပြီးသူကဒါကာတိုကိုသူ့ကိုမတတ်ဖို့အတွက်တောင်းပန်နေတာပါအဲ့ဒီအချိန်မှာပဲဆယ်လက်စတီနာကဒါကာတိုကိုဝိညာဉ်ထိန်ချုပ်မှုကသူတို့စီကိုဦးတီလာနေရလို့ပြောလိုက်ပါသည်တစ်ဖက်မှာလည်းပဲလိန်ကမြို့ကိုထိန်ထားပြီးသူမကဒါကာတိုရဲ့ဆွမ်းအားကိုစမ်းသပ်ချင်နေခဲ့ပါသည်အဲ့ဒီအချိန်ဒါကာတိုကသူတို့ကိုတိုက်ခိုက်နေတဲ့မြို့သားတွေကိုတပ်ပစ်နေပြီးရိုတာကတော့ဒါကိုစိတ်မကောင်းစွာကြည့်နေရပါသည်အဲ့ဒီအချိန်မှာပဲအရေးမဲကြီးကမြို့ကိုကြားရောက်လာခဲ့ပြီးအားလုံးကိုပျောက်ကွယ်နေစေပါသည်တစ်ဖက်မှာလိန်ကသူမရဲ့ကိုယ်တွေကိုခွဲထုတ်ပြီးအရေးမဲကြီးတည်ရင်မြို့ကိုဝင်တိုက်လို့ပြောပါသည်ဒါကာတိုကအရေးမဲကြီးကိုသူ့ရဲ့ဆွမ်းအားသုံးကတပ်ပစ်လိုက်ပါသည်အဲ့ဒီမှာပဲအနီရောင်လင်းနှန်းကြီးတွေကခေါင်းငင်ကနေကျလာပြီးမြို့ကိုဖျက်ဆီးပါတော့တယ်
ဒါကာတိုကဒနူရာကိုကယ်ရင်အလင်းနှန်းထိမှန်တော့မယ့်အခြေအနေကနေကဲထုတ်ပေးလိုက်ပြီးသူတို့ကဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲလို့လည်းစဉ်းစားနေပါရီယူတာကတော့မြို့ကိုကယ်ပေးဖို့အတွက်ပြောနေချိန်ဒနူရာကအပေါ်ကနေကြနေတာကအနီရောင်မိန်းကလေးပဲလို့ပြောပြပါရီဒါကိုကြားတော့ရူတာကဒါကလိမ့်မဲလို့ပြောတော့ဒါကာတိုကသူမကိုတိုက်ခိုက်ဖို့အတွက်လုပ်ပါရီဒါကြောင့်မလို့သူတို့က3ယောက်ပေါင်းပြီးလိန်ရဲ့တိုက်ခိုက်မှုကိုခံပါရီပြီးတော့ဒါကာတိုကလိန်နဲ့တိုက်ရိုက်ဖြစ်သွားပြီးသူမကိုတတ်ပြစ်လိုက်ပါတော့တယ်လိန်တည်ဆုံးသွားတဲ့အခါကျတော့သူမရဲ့ကိုယ်ပွားတွေကလည်းပျောက်ကွယ်သွားပါရီဒါပေမဲ့လိန်တည်သွားတော့သူမရဲ့မှတ်ဉာဏ်နေမရှိတဲ့ကိုယ်ပွားကအသက်ရှင်လာပါရီတစ်ဖက်မှာတော့ယူတာကဒါကာတိုကိုကျေးဇူးတင်တဲ့အနေနဲ့စီးစရာကားကိုလက်ဆောင်ပေးခဲ့ပါရီဒနူရာကဒါကာတိုကိုကားမောင်းခိုင်းမိမယ်ဒါကာတိုကညှင်းလိုက်ပါရီအဲဒီနောက်ဒါကာတိုတို့ကခရီးဆက်ထွက်လာခဲ့ကြပါရီတစ်ဖက်မှာတော့ဆာမူရိုင်းကောင်မလေးတွေကအမဲလိုက်နေကြပါရီယူကိုကတားရဲရဲ့ခေါင်းကိုဓာတ်နဲ့တစ်ချက်သေးပိုင်းချလိုက်ပြီးရလာတဲ့စွမ်းရည်တွေကိုအားလုံးကိုဝေပေးခဲ့ပါရီအဲဒီနောက်သူမကအတန်းဖြုတ်ပြီးအိမ်ကိုပြန်လာခဲ့ချိန်တကားကပုံပြက်နေလို့အမြန်ဝင်သွားပါရီအထဲမှာတော့သူမကကာလုစ်ကိုတွေ့လိုက်ရပြီးသူမကရူကိုရဲ့ဖုန်းကိုလည်းယူသုံးနေခဲ့ပါရီကာလုစ်ကစိတ်မဆိုးဖို့အတွက်ပြောပြီးသူမကဒါကာတိုရဲ့သတင်းကိုသိကျင်ရုံပဲလို့ရှင်းပြကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီအပိုင်း3ရက်အစမှာတော့ဒနူရာတယောက်ကားမောင်းနေရင်ဒါကာတိုကိုလည်းထားလာဖို့အတွက်ပြောနေခဲ့ပါရီအဲ့ဒီချိန်ဒါကာတိုကတော့အရင်ကဘာကိုအိမ်မက်မှန်နေပါရီသူတေတီတယောက်ကအာဆာကာကိုအယ်ဖာအိုမီဂါအကြောင်းကိုပြောပြနေခဲ့ပါရီအိုမီဂါဆိုတာကတက်ချင်စိတ်ရှိတဲ့သူကိုတတ်နိုင်တဲ့လူအဲ့လိုပြောပြခဲ့ပါရီအာဆာကာကတော့အဲ့လိုမျိုးလူကိုသူမကိုထိန်းခိုင်းနေတာကြောင့်မလို့ဒါကသူမဘွားရဲ့အဆုံးသက်ပဲလို့တောင်တွေးနေပါရီအာဆာကာကတခြားပိုတင်တော်တဲ့သူကိုခိုင်းဖို့အတွက်အကြံပြုခဲ့ပေမယ့်သူတေတီကတော့သူမလောက်တော်တဲ့သူမရှိဘူးလို့ပြောရင်အထဲကိုသာဝင်သွားဖို့အတွက်ပြောခဲ့ပါရီဒါကြောင့်အာဆာကာလည်းအထဲကိုသတိကြီးကြီးနဲ့ဝင်လာခဲ့ပါရီအထဲကိုရောက်တော့သူမကအထဲမှာရှိနေတဲ့ကလေးတစ်ယောက်ကိုမြင်လိုက်ရလို့အံ့ဩသွားပါရီအာဆာကာကချက်ချင်းပဲကလေးကိုကောက်ပွေကအပြင်ကိုထုတ်လာပြီးအပြင်ဘက်မှာကစားတာတို့ဘာလို့လုပ်ဖို့အတွက်ပြောလိုက်ပါရီဒါပေမဲ့ကလေးကသူမကိုလက်ညှိုးနဲ့ထိုးလိုက်တာကြောင့်အာဆာကာတယောက်တေးရတော့မယ်လို့ထင်သွားခဲ့တာပါကလေးကသူမရဲ့အရေးမှာပုံးလိုက်လာတဲ့အရေးကိုတတ်ပြစ်လိုက်ပြီးနေဆောင်နေပြီဖြစ်လို့မနှမ်းမကစားလို့ရမလားလို့မေးလိုက်ပါရီဒါကိုကြတော့အာဆာကာကကလေးကိုသူမရဲ့နာမည်နဲ့မိတ်ဆက်ပေးခဲ့ပါရီခဏကြာတော့2ယောက်စလုံးကဘိုက်ဆာလာတာကြောင့်အာဆာကာလေးကလေးအတွက်တစ်ခုခုချက်ပေးဖို့အတွက်ပြင်ဆင်လိုက်ပါရီဒါပေမဲ့ဘာမှစုံစုံလင်းလင်းရှိမနေတာကြောင့်သူမကခောက်ဆွဲဘူးကိုပဲပြုတ်ပေးလိုက်ပါရီအာဆာကာကတော့ကလေးကိုကြည့်ပြီးနာမည်တစ်ခုပေးဖို့ဆုံးဖြတ်ခဲ့ပါရီသူမကချစ်စရာခွေးလေးနဲ့တူနေတဲ့ကလေးကိုဒါကာတိုလို့အမည်ပေးလိုက်ပါရီအဲဒီနောက်မှာတော့ဒါကာတိုကအိယာကနေလန်နိုးလာခဲ့ပြီးဒနူရာကတော့ဆက်သွားလို့မရတော့ဘူးလို့ပြောလိုက်ပါရီသူတို့ကရှေ့ကိုဆက်သွားဖို့မဖြစ်နိုင်တာကြောင့်ဒနူရာကစိတ်တက်ကြနေခဲ့ပါပြီဒါကြောင့်မလို့ဒနူရာကနောက်ကိုပြန်ဆုပ်ဖို့လုပ်ပေမယ့်အနောက်မှာရှိနေတဲ့အရာတစ်ခုနဲ့တိုက်မိခဲ့ပါရီအဲ့ဒါကတော့ငကားတစ်ကောင်ဖြစ်နေပြီးဒါကာတိုတို့ကိုရန်ရှာနေတာကြောင့်ဒါကာတိုကတတ်ပြစ်လိုက်ပါရီဒါကြောင့်မလို့ဒနူရာကတပ်ပြင်းချမလို့လုပ်နေချိန်မှာပဲသူမကနောက်ထပ်ငကားရီအုပ်လိုက်ကိုတွေးလိုက်ရပါရီဒီတစ်ခါမှလည်းပဲဒါကာတိုကအားလုံးကိုတစ်ခါတည်းနဲ့တပ်ပြစ်ခဲ့ပါရီဒါပေမဲ့ဒီကိစ္စကပြီးမသွားဘဲနဲ့သူတို့ရဲ့ရှေ့ကိုရွှေရောင်လျှက်စစ်ငကားကြီးကထပ်ပြီးတော့ပေါ်လာပြန်ပါရီဒါပေမဲ့ဒီငကားကသူတို့ကိုပြဿနာမရှာတဲ့အပြင်ထွက်ပြေးဖို့လုပ်နေလို့ဒါကာတိုကဓားလိုက်ပါရီအဲဒီနောက်မှာတော့ငကားကနေကောင်မလေးတစ်ယောက်ဖြစ်ကိုပြောင်းလဲသွားပြီးသူမကဒါကာတိုတို့ကိုဓားပြင်းနဲ့လိုက်တွေ့ပေးဖို့အတွက်တောင်းဆိုပါရီဒါကိုကြတော့လမ်းပြောင်းနေတဲ့ဒါကာတိုတို့ကသဘောတူလိုက်ပြီးကောင်မလေးနဲ့တူလိုက်သွားကြပါရီလမ်းတစ်လျှောက်ကောင်မလေးကအရန်ကိုပြောနေခဲ့တာပါနေရာကိုရောက်တော့သူတို့ကလူအများကြီးကိုတွေ့လိုက်ရပါရီတယောက်ကဒါကာတိုတို့ကိုမြင်တော့ကားနဲ့ဒီအထိလာနိုင်တာကိုချီးကျူးပေမယ့်အရေးချင်းမရှိရင်ထွက်ရမှာလို့ပြောလိုက်ပါရီဒါပေမဲ့ဓားပြင်းဥရာဘဲကရောက်လာပြီးပွဲကအခုထိမစသေးဘူးလို့ဝင်ပြောလိုက်ပါရီအဲ့နောက်သူကရောက်နေတဲ့သူတွေကိုကြည့်ပြီးအချင်းချင်းတတ်ကြဖို့အတွက်ပြောလိုက်ကလူတော်ပဲကြံတဲ့အထိတတ်ဖို့အတွက်ပြောလိုက်ပါရီဒါကတူကတော့သူကဒါကိုစိတ်မဝင်စားလို့မပါလို့ရလားလို့မေးလိုက်ပါရီဥရာဘဲကဒါကိုကြားတော့ချက်ချင်းသူ့ရဲ့စီကံကိုပြန်ပြောင်းလိုက်ပါရီသူကတယောက်ထွက်ရင်လည်းအားလုံးတည်ရမယ်လို့ပြောလိုက်ပါရီဥရာဘဲရဲ့စကားအဆုံးမှာတော့တယောက်ကလီနယ်ကိုဓာတ်နဲ့စားခုတ်လိုက်ပါရီအဲ့နောက်အားလုံးကတယောက်ကိုတယောက်တတ်ကြပြီးတိုက်ခိုက်ကြပါတော့တယ်ဒါကတူကတော့သူတို့စီကိုပြေးလာနေတဲ့သူတွေကိုတိုက်ခိုက်ဖို့လုပ်နေချိန်ရစ်ကရောက်လာကဝင်ကူပေးခဲ့ပါရီအဲ့ဒီအချိန်ဒါကာတိုကတစ်ဖက်ကချောင်းတိုက်ဖို့လုပ်နေတဲ့သူတွေကိုမြင်ပြီးတော့တပ်ပြစ်လိုက်ပါရီရစ်ကအရန်ကိုမှအံ့ဩနေချိန်တပိုင်းပြက်နေတဲ့လီနယ်ရဲ့ခန္ဓာကိုယ်ကဒနူရာကိုတတ်တန့်ကြောက်ခဲကိုလက်ပေါ်တင်ပေးခိုင်းခဲ့ပါရီဒနူရာကကြောက်တုံးကိုတင်ပေးလိုက်တော့လီနယ်ရဲ့ခန္ဓာကိုယ်ကပြန်ကောင်းသွားခဲ့ပါရီအဲ့နောက်ဓာဘရင်ကတိုက်ခိုက်နေတာတွေကိုရက်ခိုင်းလိုက်ပါရီဒါကာတိုကဒီပွဲကိုစမပါခြင်းပေမဲ့အထီလာကဒါကာတိုကိုတပိုင်းကင်းဖြစ်လာဖို့အတွက်ပြောလိုက်ပါရီအဲ့လိုသာဆိုရင်သူမကဒါကာတိုရဲ့နောက်ကိုလိုက်ခွင့်ရလာမှာလို့သူမကလည်းပြောထားတာပါဒါကာတိုကရစ်ကိုDivine Game ဆိုတာဘာလဲလို့မေးကြည့်ခဲ့ပါရီဒါကိုကြတော့ရစ်ကဒါဟာအမောင်နဲ့ဘုရားကိုအနိုင်ယူနိုင်တဲ့သူပဲလို့ပြောပြလိုက်ပါရီတစ်ဖက်မှာတော့ဒနူရာကလီနယ်ရဲ့ကြောက်တုံးအကြောင်းကိုဆက်စုနေပါရီလီနယ်ကအရင်တုန်းကအရန်ကိုကန်ဆိုးခဲ့တဲ့သူဖြစ်ကြောင်းရှင်းပြပါရီတရက်မှာတော့သူကရေးပူဇော်ခံရမယ့်နတ်ဘုရားမကပေါ်လာပြီးတောင်းမှန်ချင်းကြောက်တုံးကိုပေးအပ်ခဲ့ကြောင်းပြောပြလိုက်ပါရီဒါအပြင်
သူကအဲ့ဒီကြောက်တုံးကိုသုံးပြီးတော့အသက်ပြန်ရှင်အောင်လုပ်နိုင်တယ်လို့ရှင်းပြပါရီအဲ့ဒီအချိန်မှာပဲမိုကူကရက်လိုက်ဖို့အတွက်ပြောပြီးအစိတ်ရှိကြောင်းသတိပေးခဲ့ပါရီအဲ့ဒီအချိန်လီနဲကတော့အစိတ်ကြောင့်ထိုးအန်နေခဲ့ပါပြီဒါပေမဲ့သူကချက်ချင်းပဲကြောက်တုံးကြောင့်ပြန်ကောင်းလာပါရီအထဲကိုဝင်လာတော့ရှာရာဘေကသူတို့ကိုအမြန်လာဖို့အတွက်ပြောပြီးခေါင်မိုးတက်ကိုခေါ်သွားခဲ့ပါရီမျော်စင်ရဲ့အောက်ဖက်မှာတော့သူတို့ကကဘာကြီးရဲ့အဆုံးသက်ကိုမြင်ခဲ့ရပါရီအဲ့ဒါကတော့နတ်ဆိုးနဲ့ဓာပြင်တို့အတူတူခဲနေတာကိုတွေ့လိုက်ရတာဖြစ်ပါရီအဲ့ဒီအချိန်မှာပဲဖရက်ဒရီကာကတော့အားလုံးကိုတတ်ပစ်လိုက်ရင်ဒါရီအားလုံးပြီးသွားပြီမလားလို့မေးလိုက်ပါရီပြီးတော့သူကချက်ချင်းပဲမော်ဆွမ်းမီလုံးတစ်လုံးကိုအတားစီးတဲ့ကိုပြစ်လွှတ်လိုက်ပါရီအဲ့ဒီအချိန်ကအတားစီးထဲမှာနှီးသွားခဲ့ပြီးဥရာဘေကဒါကနှစ်ပေါင်းများစွာကြာမှလို့ရှင်းပြပါရီအဲ့တော့ဥရာဘေကအားလုံးကိုဘာဆက်လုပ်ရမလဲဆိုတာကိုသူ့ရဲ့လက်ထောက်ကရှင်းပြလိုက်မယ်လို့ပြောပြီးအထူးစစ်တီတွေလည်းပါဝင်လာမှလို့သူကပြောပြလိုက်ပါရီလက်ထောက်ကတော့သူတို့ကိုတနာရီတွင်မျော်စင်ရဲ့အောက်ကိုရောက်အောင်လာခဲ့ဖို့အတွက်ပြောပါရီဒါပေမဲ့စီကံချက်အရအမှတ်တရပြည့်အောင်မျော်စင်အတွင်းမှာပဲအမှတ်ယူရမှာပါဒါကြောင့်မလို့တာကာတိုရိုကအောက်ကိုဆင်းဖို့အတွက်လုပ်ပါရီအဲ့ဒီအချိန်ဖရက်ဒရီကာကတော့လီနဲကိုကြောက်တုံးကိုသူမကိုပေးဖို့အတွက်ပြောပါရီလီနဲကလည်းပဲကြောက်တုံးကိုပေးလိုက်ပြီးဒါကသူ့အပေါ်မှာပဲစွမ်းအသက်ရောက်မှုရှိတာဖြစ်ကြောင်းကိုပြောပြလိုက်ပါရီဒီစကားကိုကြားတော့ဖရက်ဒရီကာတယောက်စိတ်ပြက်ပြီးတော့ထွက်သွားပါရီသူတို့အောက်ကိုရောက်တဲ့ခါမှာထောင်ချောင်းမိပြီးတော့တေဆုံးနေတဲ့လူတွေအများကြီးကိုလည်းတွေ့လိုက်ရပါရီရစ်ကတော့သတိထားဖို့အတွက်ပြောနေခဲ့ပေမဲ့လီနဲကတော့ထောင်ချောင်းတစ်ခုကိုနင်းမိသွားပါရီဒါကြောင့်မလို့မြားကသူ့ကိုဖောက်ဝင်သွားခဲ့ပေမဲ့ချက်ချင်းပဲသူမဟာပြန်ကောင်းလာပါရီဒန်နူရာကတော့လီနဲကိုကြောက်တုံးတစ်ခုလက်မှာအမြဲကင်ထားဖို့အတွက်အကြံပေးပါရီဒါကိုကြတော့လီနဲလည်းသဘောတူလိုက်ပြီးကြောက်တုံးကိုလက်နဲ့တွဲချီထားပါရီအဲ့နောက်သူကအခန်းတစ်ခုကိုဖွင့်လိုက်ပြီးရစ်ရဲ့ဓာစီးတန်ကိုမကြားဘဲဇုတ်ဝင်သွားပါရီလီနဲအထဲကိုရောက်တဲ့အခါမှာတော့တကားကဂျုံကနေပိတ်သွားခဲ့ပြီးအထဲကနေအော်ဒန်တွေထွက်လာပါရီဒါကြောင့်မလို့ရစ်တို့ကလိုက်သွားတော့အခန်းတစ်ခုလုံးကိုငွေမြောင်ကျိုးတွေနဲ့ကာထားပြီးတစ်ဖက်မှာတော့ထရီဆာကိုတွေ့လိုက်ရပါရီရစ်ကတော့သူမကိုဘာလို့အခုလိုလောက်တာလဲလို့မေးတော့ထရီဆာကရီမောနေပါရီသူမကတော့ဒါကအမှတ်ယူတာပဲလို့ပြောလိုက်ပြီးရစ်တို့ကိုတိုက်ခိုက်ဖို့အတွက်လုပ်ခဲ့ပါရီဒါကြောင့်မလို့ရစ်ကဒန်နူရာတို့ကိုအနောက်မှာနေဖို့အတွက်ပြောလိုက်ပြီးထရီဆာရဲ့တိုက်ခိုက်မှုကိုတောင်းခံနေပါရီအဲ့ဒီအချိန်ဒါကာတိုကတော့ထရီဆာကိုတစ်ချက်ထဲနဲ့တပ်ပစ်လိုက်ပါရီအားလုံးပြီးတော့သူတို့ကလီနဲရဲ့လက်ပြတ်တစ်ခုကိုရှာတွေ့ခဲ့ပြီးခဏကြာမှတော့လီနဲကိုတွေ့လိုက်ရပါရီဒါကြောင့်သူတို့ကလီနဲကိုကူညီပေးပြီးအန်နီယကင်းနဲ့အထက်ကိုရောက်လာကြပါရီအခန်းစီစဉ်သူကောင်မလေးကအေးအေးဆေးအနားယူဖို့ပြောတာကြောင့်သူတို့ကတန်ရာစီခွဲထွက်ခဲ့ပါရီဒါကာတိုကတော့အခန်းထဲကိုရောက်တာနဲ့အဝတ်စားတွေကိုချွတ်ချလိုက်ပြီးညဝေလေးကတခါရေးအိတ်သွားခဲ့ပါရီဒန်နူရာတယောက်ကတော့ဒါကာတိုရဲ့ဘာကူမဂယုမဆိုင်တဲ့ပုံစံကြောင့်စိတ်ညစ်နေခဲ့ပါရီတစ်ဖက်မှာလေးပဲလီနဲကသူ့ရဲ့နောက်ထပ်ကြောက်တုံးတွေရလာမယ့်အချိန်ကိုစောင့်နေပါရီဒီတစ်ခါတော့နတ်ဖျားမကိုရိုင်ကပေါ်လာပြီးသူမကလီနဲကိုဘလောက်ပဲတည်တည်ဒီနေရာကနေပဲပြန်စားဖို့အတွက်ပြောလိုက်ပါရီအဲ့ဒီအချိန်ဥရာဘေကတော့သူ့ရဲ့လက်ထောက်တွေကိုဒရိုင်းရဲ့အခြေအနေတွေကိုစစ်ဆေးခိုင်းနေပါရီပြီးတော့သူကဝိညာဉ်စွမ်းအားကိုလည်းစုပ်ယူခိုင်းနေပါရီတခြားတစ်ဖက်မှာတော့ကောင်မလေးတစ်ယောက်ကရီဂူတိုလို့ခေါ်တဲ့ကောင်လေးကိုလိုက်တက်နေပါရီကောင်လေးကပြန်ခုခံမိမဲ့အရာအလုံးကအချီးနေပါပြီနောက်ဆုံးမှာတော့သူကအသက်ခံလိုက်ရပြီးကောင်မလေးကတော့နောက်ထပ်အလုပ်တစ်ခုကိုလက်ခံခဲ့ပါရီသူမထွက်သွားနေချိန်မှာပဲအော်ဒန်နဲ့အတူဒိုင်မွန်ကသူမရဲ့ရှေ့တက်ကိုရောက်ရှိလာပါရီဒိုင်မွန်ကအော်ငိုရင်ကောင်မလေးကိုသူ့ကိုပါအတူခေါ်သွားပေးဖို့အတွက်တောင်းဆိုနေတာပါတစ်ဖက်မှာတော့ဒန်နူရာတို့နိုးလာချိန်မှာမိုကိုတယောက်နေရန်ကြားတွေကိုရောက်နေခဲ့ပြီးသူမကကယ်ပေးဖို့အတွက်ပြောနေပါရီအဲ့နောက်မှာတော့ဒေါက်တာတိုကဒန်နူရာကိုအခုကစပြီးစိတ်ခိုင်ထားဖို့အတွက်သတိပေးလိုက်ပါရီအဲ့ဒီအချိန်အာဝီကလည်းပဲဒေါက်တာတိုကိုတတ်ဖို့အတွက်လိုက်လာနေပေမဲ့သူမကငကားရဲ့တားဆီးမှုကိုခံလိုက်ရပါရီဒါပေမဲ့ဓာရီကငကားကိုရှင်းပြလို့သူမကဒိုင်မွန်ကိုခေါ်ပြီးရှေ့ကိုဆက်သွားပါရီတစ်ဖက်မှာတော့ဒေါက်တာတိုရဲ့ရှေ့ကိုတာဝါကိုဖန်တီးသူတွေရောက်ရှိလာခဲ့ပြီးပြဿနာရှာနေပါရီသူကဒေါက်တာတိုကအန်နီရီကိုအလွယ်လေးဖျက်လာနိုင်လို့စိတ်တူနေချိန်ဒေါက်တာတိုကသူ့ကိုဘာမှမပြောဘဲတပ်ပစ်လိုက်ပါတော့တယ်အဲ့ဒီအချိန်ရစ်ကတော့အမှတ်တရရသွားပါပြီခဏကြာမှတော့သူကလီနဲတို့ကိုတွေးလိုက်ရပြီးလီနဲကတော့အမှတ်ရဖို့အတွက်စူးစမ်းနေစေပါတစ်ဖက်မှာတော့တီယိုဒီဆီယာကမာဆာကီရိုကိုရင်ဆိုင်နေပါရီသူမကရှီရိုနဲ့အပြင်းထန်တိုက်ခိုက်နေပြီးဒါကာတိုတို့ကလည်းဒီနေရာကိုရောက်လာခဲ့ပါရီအဲဒီနောက်ဒါကာတိုကဒီကနေဖြတ်သွားလို့ရမရကိုမေးပါရီမာဆာကီကတော့သူ့ရဲ့တပည့်မ3ယောက်နဲ့တိုက်ခိုက်ဖို့အတွက်ပြောပြီးနိုင်ငံရင်ထွက်သွားခိုင်းပါရီတီယိုဒီဆီယာကတော့သူမတို့3ယောက်ပေါင်းတိုက်ရင်နိုင်လောက်တယ်လို့ပြောပြခဲ့ပါရီအဲ့ဒီအချိန်မာဆာကီကတော့တပည့်မတွေအစွမ်းကိုကြွားဖို့အတွက်လုပ်နေတာပါဒါကြောင့်မလို့ဒါကာတိုကချက်ချင်းပဲတပ်ပစ်လိုက်ပြီးထွက်သွားဖို့အတွက်လုပ်ပေမဲ့မာဆာကီကတားခဲ့ပါရီဒါကြောင့်မလို့ဒါကာတိုကသူ့ကိုပါတပ်ပစ်လိုက်ပါရီအဲ့ဒီအချိန်မှာပဲဒီယိုဒီဆီယာကဒါကာတိုတို့ကိုသူမကိုကူညီပေးဖို့အတွက်တောင်းဆိုပါရီသူမကညီမဖြစ်သူကိုရှာနေတာပါလို့ပြောပြီးကူရှာပေးဖို့အတွက်တောင်းဆိုခဲ့ကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီအပိုင်းလေးရဲ့အစမှာတော့အားလုံးကခန်းမကြီးတစ်ခုတည်းကိုရောက်လာခဲ့ပါရီအဲ့ဒီအချိန်မှာပဲတူညီတဲ့ပုံစံနဲ့ကောင်မလေးတွေကရောက်လာပြီးဥရာဘဲကိုပြဿနာတက်နေပြီလို့ပြောလိုက်ပါရီပြီးတော့မျောစင်ရဲ့နေရန်တွေကမငြိမ်တော့ဘူးလို့သူမကရှင်းပြပါရီ
အဲ့ဒီအချိန်နတ်ဆိုးရဲ့နောက်လိုက် origin ကပေါ်လာခဲ့ပါတယ်ဒါကိုမြင်တော့အားလုံးကလန့်သွားခဲ့ပြီးဘာလို့ရမယ်မှန်းမသိဖြစ်နေကြပါပြီတစ်ဖက်မှာတော့တာကာတိုတို့ကဒန်နိုရာတို့ကိုအခုကမြေရောက်ခန်းကိုသွားရှာဖို့အတွက်အကောင်းဆုံးပဲလို့ပြောလိုက်ပြီးခေါ်ထုတ်သွားပါတယ်အဲ့ဒီအချိန် origin ကတော့အားလုံးကိုတယောက်ပြီးတယောက်စတင်တိုက်ခိုက်တပ်ပြနေပါတယ်ဒါကိုမြင်တော့ Frederica ကသူ့ကိုမီးတောက်တွေနဲ့တိုက်ခိုက်ဖို့အတွက်ကြိုးစားပါတယ်ဒါပေမဲ့သူမရဲ့မီးတောက်တွေက origin ရဲ့လက်ထဲမှာပဲပျောက်ကွယ်သွားပါတယ်ခဏကြာတော့ origin ရဲ့နောက်ကနေ loot ကထွက်လာပါတယ်သူက Frederica ကိုသူတို့ရဲ့နာမည်တွေကိုမှန်အောင်ခေါ်ဖို့အတွက်ပြောလိုက်ပါတယ်ဒါကိုကြာတော့ Frederica ကလူကိုတိုက်ခိုက်ဖို့အတွက်လုပ်ပါတယ်ဒါပေမဲ့လူကတော့ Frederica ရဲ့တိုက်ခိုက်မှုကိုမရှောင်မေသူမရဲ့တောင်ဝေးကိုကင်ထားခဲ့ပါတယ်ပြီးတော့သူက Frederica ရဲ့လက်တစ်ဖက်ကိုအသာလေးဖျက်ယူလိုက်ပြီးစားစရာအဖြစ်ပြောင်းနေပစ်လိုက်ပါတယ်သူမရဲ့ရှေ့မှာပဲသူမရဲ့လက်ကိုကိုင်စားနေတာမြင်လိုက်ရတဲ့ Frederica တယောက်အတော်လေးသွေးပြက်သွားပါတယ်အဲ့ဒီအချိန်မှာပဲလီနဲအတွက်လက်ဆောင်ပစ္စည်းထပ်ရောက်လာလို့သူကဖွင့်ကြည့်လိုက်ပါတယ်ဒီတစ်ခါမှလည်းပဲနတ်ဖျားမကလက်နက်တွေအများကြီးနဲ့ပေါ်လာပြီးလီနဲကိုစောင့်နေစေမိလို့တောင်းပန်ကြောင်းပြောပြလိုက်ပါတယ်အဲ့နောက်သူမကလီနဲကိုဒီကိစ္စကိုခဏထိန်းထားမယ်လို့ပြောလိုက်ကဒါကိုကြားတော့လီနဲတယောက်အရန်ကိုဝမ်းသာနေတာပါသူမကရှေ့ကိုထွက်သွားပြီး origin တို့ကသူမကိုမြင်တာနဲ့ဒူးထောက်အယိုသေးပေးလိုက်ပါတယ်ဒါအပြင် loot ကလည်းပဲဗာဟနာတိုကိုပြေးဖတ်လိုက်ပါတယ်လီနဲတယောက်ကတော့ဒါကိုမြင်ပြီးဘာကိုမှနားမလည်နိုင်အောင်ဖြစ်နေတာပါတစ်ဖက်မှာတော့တာကာတိုတို့ကလှီကားအတိုင်းဆင်းလာနေပါတယ်ဒါပေမဲ့လှီကားကမစုံနိုင်အောင်ဖြစ်နေတာကြောင့်သူတို့ကအတော်လေးကိုမှတိုင်ပတ်နေတာပါအဲ့ဒီအချိန်ဒီယိုဒီစီယာကသူမရဲ့လူတွေရဲ့မှော်ကိုခန်းစားမိတယ်လို့ပြောပြပါတယ်အဲ့နောက်သူမတို့ရဲ့ရှေ့မှာလှီကားတစ်ခုကိုတွေ့လိုက်ရပါတယ်ဒီယိုဒီစီယာကလှီကားရဲ့အစုံကတကားကိုအပြေးလွှားသွားဖွင့်ကြည့်လိုက်တဲ့အခါမှာအထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကသူမကိုကြည်ကွဲသွားစေခဲ့ပါတယ်သူမရဲ့လူတွေကိုဖန်ပေါင်းကြောင်တစ်ခုထဲမှာထည့်ထားပြီးစွမ်းအားတွေကိုလူယုံမပေါက်လောက်အောင်စုပ်ယူထားခဲ့တာပါဒါကတူကတော့ဒန်နိုရာကိုလိုက်မလာဖို့အတွက်ပြောပါတယ်နာကျင်နေတဲ့သူမရဲ့လူတွေကိုတတ်တာရအောင်ဖန်ပေါင်းကြောင်တွေကိုခွဲပြစ်လိုက်ပါတယ်အဲ့နောက်သူမကဓားပြင်ကိုကလက်စားချေမယ်လို့ပြောပါတယ်ဒီယိုဒီစီယာကသူမရဲ့လူတွေကိုဆုံးရှုံးလိုက်ရပေမယ့်ညမဖြစ်သူမပါတာကိုတွေ့ရတဲ့အတွက်စိတ်သက်သာရသွားပါတယ်အဲ့နောက်မှာတော့သူမတို့ကအပေါ်ကိုပြန်တက်လာကြပါပြီအပေါ်ဘက်မှာတော့ဓားပြင်က Rick ကိုဓားပြင်ဖြစ်လာဖို့အတွက်ကမ်းလှမ်းခဲ့ပါတယ်သူက Rick ကိုသာသူတည်သွားခဲ့လို့ရှိရင်ဓားပြင်ကမင်းဖြစ်လာလိမ့်မယ်လို့လှမ်းပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဗာဟာနာတိုရဲ့အပြုတ်မှုကြောင့်မလို့လီနေတယောက်စိတ်ပြတ်နေပါတယ်တကယ်တော့ဗာဟာနာတိုရဲ့ချစ်သူကအမောင်သခင်ဖြစ်နေခဲ့တာပါသူမကချစ်သူကိုကယ်ဖို့အတွက်လူပေါင်းစုံကိုချိတ်ဆက်ပြီးဓားပြင်ကိုပို့ခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူးဒါကြောင့်သူမကကန်ရန်ဆိုတဲ့လီနေကိုအသုံးချခဲ့တာပါသူမရဲ့လမ်းကိုနှောက်ယှက်မဲ့သူတွေကလေအားလုံးတည်သွားပြီမို့လို့အရန်ကိုမှကျဉ်းနေပါလိအဲ့နောက်သူမကအစာဦးရဲ့နှလုံးသားကိုထုတ်ယူလိုက်ပြီးနောက်ဆုံးနေရန်ကိုချိုးဖျက်ဖို့အတွက်လုပ်ပါလိအဲ့ဒီအချိန်မှာပဲဒါကာတူကရောက်လာပြီးဗာဟာနာတိုရဲ့နေရန်ကိုချိုးလိုက်ချိန်မှာအမောင်သခင်ကိုတတ်ပြစ်လိုက်ပါလိဒဗိုင်းကင်းကတော့ဒါကြောင့်အန်အောနေကဗာဟာနာတိုကိုရိုင်နောင်မှတုံ့လှုပ်သွားခဲ့ပါလိအဲ့ဒီအချိန်မှာသူမက W ရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါလိဒါကိုမြင်တော့လူကချက်ချင်းပဲသူမကိုကူးသားပေးလိုက်ပါလိအဲ့ဒီအချိန်မှာပဲသတိလက်လို့ဖြစ်နေတဲ့ဓားပြင်ကိုသီယိုဒီစီယာကတတ်ပြစ်လိုက်ပါတော့တယ်တစ်ဖက်မှာလေးပဲဗာဟာနာတိုကလူရဲ့ကူးသားမှုကြောင့်ပြန်သက်သာလာပါပြီအဲ့နောက်မှာတော့သူမကစိတ်လွတ်သွားကတောင်းချမ်းပါတော့တယ်ဘာနာတိုစီကနေပြီးတော့ထွက်လာတဲ့တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ဒဗိုင်းကင်းတယောက်ကြိုးစားနေရပါသည်။တစ်ဖက်မှာလေးပဲအာဝီကနေရာကိုရောက်လာပြီးရစ်ကိုဒါကိုင်ကဘယ်မှာလဲလို့မေးလိုက်ပါသည်။ပြီးတော့သူမကရစ်ကိုလက်ထဲကဓာတ်နဲ့ဘာနာတိုကိုတတ်လို့ရကြောင်းပြောပြပေးလိုက်ပါသည်။ဒါကြောင့်မလို့ရစ်လည်းပဲတုံဆိုင်မနေတော့ပဲချက်ချင်းပဲလှုပ်ဆောင်လိုက်ပါသည်။အာဝီကဒါကာတိုကိုတတ်ချင်ခဲ့ပေမယ့်ဒါကာတိုကအမောင်သခင်ကိုတောင်တတ်ခဲ့တာကိုသိသွားပါသည်။ဒါကြောင့်သူမကဒိုင်မွန်းကိုလာပို့ပေးတာပါလို့ပြောရင်ထွက်သွားခဲ့ပါသည်။အားလုံးပြီးသွားတော့ဒါကာတိုတို့ကမြို့တော်ကိုဆက်သွားဖို့လုပ်ပါရီသူတို့ကမသွားခင်မှာဒီယိုဒီစီယာကိုညမဖြစ်သူကိုဆက်ရှာမလာလို့မေးတော့သူမညမနာမည်ကိုပြောပြခဲ့ပါရီဒါကာတိုတို့ကတော့သူမညမရဲ့နာမည်ကိုကြားဘူးနေရလို့ပြောပြလိုက်ကဒီယိုဒီစီယာကဝမ်းသာသွားပါရီအဲ့ဒီအချိန်ရစ်ကတော့လဲဆွဲနှစ်ခုကိုပေးပြီးမြို့ရဲကိုသွားရင်အခက်ခဲရှိတဲ့အခါမှာပြလိုက်ဖို့အတွက်ပြောပါရီဒီလိုနဲ့တစ်ဖက်မှာတော့စီယုံကသူ့တေတီတယောက်ကိုတွေ့ပြီးဒါကာတိုရဲ့အကြောင်းကိုမေးနေပါရီဒီလိုနဲ့နောက်တစ်ခါမှာတော့ကောင်မလေးတယောက်ကပြစ်လဲနေကစစ်စတန်ကသူမကိုထားလာဖို့အတွက်နှိုးနေပါသည်စနေကသူမကိုလူသားတွေကိုအတူခိုးနေတာကိုရက်လိုက်ဖို့အတွက်ပြောပြီးအသက်ဆက်ရှင်တန်မလားလို့မေးခဲ့ပါသည်ဒါကိုကြားတော့ကောင်မလေးကချက်ချင်းသဘောတူပြီးသူမကအပြင်ဘက်ကတင်းနေတဲ့ငကားရဲ့အသားတွေကိုစားပစ်ခဲ့ပါသည်တစ်ဖက်မှာတော့အာဆာကာကဒါကာတိုအတွက်စားစရာတွေကိုစူးစမ်းချက်ပေးနေပါသည်ဒါပေမဲ့အားလုံးကအတော်လေးအဆင်မပြေဖြစ်နေတာကြောင့်မလို့သူမကစိတ်ညစ်နေခဲ့ပါပြီဒါကာတိုကစားစရာတွေကအရသာမရှိကြောင်းပြောပေမယ့်အာဆာကာကတော့ကောင်းတယ်လို့ပဲပြောလိုက်ပါသည်အဲ့နောက်မှာတော့သူမကစားစရာလာပို့တဲ့ဆက်ရုပ်ကိုလိုအပ်တာတွေယူလာပေးဖို့အတွက်မှားနေပြီးဒါကာတိုကိုတော့အပြင်ဘက်ကိုသွားဖို့အတွက်ပြောလိုက်ပါသည်အဲ့နောက်သူတို့ကအပြင်မှာသွားထိုင်ပြီးစကားတွေပြောခဲ့ကြပါသည်ဒီလိုနဲ့နောက်ရက်မှာတော့အာဆာကာကသူ့တေတီတွေနဲ့သွားတွေ့ပါသည်သူမကဘာလို့သူမကိုပါပိတ်ထားရတာလဲဆိုတာမင်းနေခဲ့တာပါ
အဲ့ဒီချိန်သူတေတီကသူမကိုလာစာအဖြစ်ပတ်စံနေအများကြီးပေးလိုက်တာကြောင့်အာဆာကာကနားရက်ယူခြင်းကြောင်းပြောလိုက်ပါတယ်ဒါကိုကြတော့သူတေတီကလည်းလက်ခံပေးခဲ့ပါတယ်ဒါပေမဲ့နောက်ရက်အာဆာကာနိုးလာတော့သူမကမှောင်မင်းနေတဲ့အခန်းတစ်ခုထဲကိုရောက်နေပါတယ်ဒါကြောင့်သူမမနေ့ကဘာတွေဖြစ်သွားလဲဆိုတာပြန်ပြီးတော့စဉ်းစားကြည့်ရပါပြီသူမကရထားတဲ့လာစာနဲ့အစားအသောက်တွေကိုရှယ်ပလန်နဲ့စားတောက်ခဲ့ပါတယ်ပြီးတော့သူမကရှော့ပင်တွေကိုလည်းထပ်ခါထွက်ခဲ့ပြီးအကောင်းစားတဲခုကမ်းမှာတော့မှစိန်ကြကြနဲ့နေခဲ့သေးတာပါဒါပေမဲ့သူမဘာလို့အခုလိုဖြစ်ခဲ့ရတာလဲဆိုတာနားမလည်ဖြစ်နေချိန်မှာအတန်ချက်ဆက်ကနေပြီးတော့အတန်ထွက်လာပါသည်ပြီးတော့သူတို့ကအာဆာကာကိုထိခိုက်စေလိုတဲ့စိတ်မရှိဘူးလို့ပြောပြီးစိတ်မပူဖို့အတွက်လည်းပြောလိုက်ပါသည်တစ်ဖက်မှာတော့တာကာတိုတယောက်အာဆာကာကိုမျှော်နေပါသည်သူကဆက်ရုပ်ကိုမေးပေမဲ့ဆက်ရုပ်ကအာဆာကာခွင့်ယူထားကြောင်းပဲပြောပြခဲ့ပါသည်တစ်ဖက်မှာတော့တာကာတိုကစိတ်တူလာပြီးသူကအာဆာကာကိုသွားချပါသည်အရင်ဆုံးသူကထိန်းချုပ်ခံကလူတွေကိုတက်ကချင်းချောက်ပြီးတော့အပြင်ထွက်ခွင့်တောင်းပါသည်ပြီးတော့သူတေတီကိုတွေ့ပြီးအာဆာကာရဲ့ဒီနေရာကိုမေးမြန်းလိုက်ပါသည်ဒါကြောင့်မလို့သူတေတီကအာဆာကာကိုကမအဖွဲ့အစည်းကဖမ်းဆီးသွားကြောင်းပြောပြလိုက်ပါသည်တာကာတိုကတော့ဂယူးမဆိုင်ပဲအာဆာကာရှိတဲ့နေရာကိုလိုက်သွားခဲ့ပါသည်တစ်ဖက်မှာလည်းပဲအာဆာကာကတာကာတိုကိုစိတ်ပူနေချိန်အပြင်ဘက်ကအတန်ကြားလိုက်ရပါသည်ခဏကြာတော့တကားကပွင့်လာပြီးအမျိုးသမီးတစ်ယောက်ကဝင်လာခဲ့ပါသည်အဲ့နောက်သူမကအာဆာကာကိုတစားကန်လုပ်ပြီးတာကာတိုကိုရင်ဆိုင်မှုအတွက်လုပ်ပေမဲ့သူမလေးပဲလွယ်လေးပဲအသက်ခံလိုက်ရပါသည်အဲ့နောက်တာကာတိုကအာဆာကာကိုပြေးဖက်လိုက်ပြီးအိမ်ပြန်မှုအတွက်ပြောလိုက်ပါသည်နေရာကိုပြန်ရောက်တော့အာဆာကာကတာကာတိုကိုကစားဖို့အတွက်ခိုင်းလိုက်ပြီးသူတေတီနဲ့စကားပြောနေခဲ့ပါသည်သူမကတာကာတိုရဲ့နားမှာပဲဆက်ရှိနေဖို့ကိုလည်းဆုံးဖြတ်လိုက်ပါသည်အဲ့ဒီအချိန်မှာတာကာတိုတယောက်လက်နိုးလာပြီးသူတို့ကဂိတ်ပေါက်ကိုပါရောက်နေခဲ့ပါသည်အဆောင်တွေကသူတို့စီးလာတဲ့ကားကြောင့်စစ်ဆေးနေခဲ့ပြီးတာကာတိုကတော့သူတို့ကစီယုံခေါ်ထားတဲ့ចောင်းသားတွေပါလို့ရှင်းပြပါသည်အဆောင်ကတေချာစစ်ပြီးចောင်းသားတွေဆိုတာကိုမယုံနိုင်ခဲ့ပါဘူးဒါကြောင့်မလို့တာကာတိုကရေပေးလိုက်တဲ့လေဆွဲကိုပြလိုက်ပါသည်တော်ဝင်အဆောင်အဖွဲ့ရဲ့လေဆွဲမလို့အားလုံးကအယိုးသေးပေးပြီးဖြတ်သွားခိုင်းမှုလည်းလုပ်လိုက်ပါသည်အဲ့ဒီအချိန်မှာပဲဒေးဗစ်ရောက်လာပြီးသူတို့ကရန်ဆလာခဲ့ပါသည်သူကရင်ဆုံးသူ့ကိုတိုက်ခိုက်ဖို့အတွက်ပြောလိုက်ပြီးနိုင်ရင်ဖြတ်သွားဝင်ပေးမယ်လို့ပြောပါသည်ဒါကြောင့်မလို့ဒန်နူရာကသူ့ကိုရင်ဆိုင်ပါသည်သူမကမျိုးရိုးစင်ဆက်ဓာကွက်တွေကိုအသုံးချပြီးဒေးဗစ်ကိုတစ်ချက်တည်းနဲ့အနိုင်ယူပြလိုက်တာပါသူမကဒေးဗစ်ရဲ့ဖော်ကင်ကိုပိတ်ကန်ပေးလိုက်တာကြောင့်ဒေးဗစ်တယောက်မြေပြင်မှာလှိမ့်နေခဲ့ပါသည်မိုကိုကတော့သူမတို့ရဲ့စစ်တီမျိုးရိုးကိုရှော့မတွက်ဖို့အတွက်ပြောပါသည်ဘေးကလူတွေကလည်းပဲသူမရဲ့အောင်နိုင်မှုကိုအားပေးနေပါသည်ဒန်နူရာကတော့ဒေးဗစ်ကိုရပြီလားလို့မေးပါသည်အဲ့နောက်မှာတော့ဒေးဗစ်ကသူတို့ကိုနန်းတော်ကိုလိုက်ပို့ပေးခဲ့ပြီးထွက်သွားခဲ့ပါတော့တယ်ပြီးတော့သူကမထွက်သွားတဲ့အခါမှာတာကာတိုကဒေးဗစ်ရှိနေရင်စကားပြောရတာမလွတ်လပ်ဘူးလို့ထင်နေတာပါအဲ့နောက်မှာတော့သူတို့ကကျောင်းရဲ့အထဲကိုပြေးဝင်လာပါသည်အထဲမှာတော့မန်နီကထိုင်နေခဲ့ပြီးရှေ့မှာလည်းပဲကျောင်းသားတချို့ကရှိနေခဲ့ပါသည်ဒါကြောင့်မလို့တာကာတိုကလည်းပဲဝင်ထိုင်ခဲ့ပါသည်အဲ့ဒီအချိန်မှာပဲအူရှီယိုကမန်နီကိုခမည်းဘာကြည့်နေရလဲလို့မေးပြီးပြဿနာရှာနေပါသည်တာကာတိုကတော့အူရှီယိုရဲ့ကျောင်းတောင်လုံးရက်ကိုစိတ်ပြတ်နေပါသည်အဲ့နောက်မန်နီကထလာပြီးအူရှီယိုကိုမင်းကထူးကြတာပဲငါ့ကိုအဲ့လိုပြောရတဲ့သူမရှိသေးဘူးလို့ပြောလိုက်ပါသည်ဒါပေမဲ့သူကချက်ချင်းပဲဓာတ်ကိုထုတ်ပြီးအူရှီယိုရဲ့လက်ချောင်းလေးတွေကိုဖျက်ပစ်လိုက်ပါသည်ဒါကြောင့်မလို့အူရှီယိုတယောက်လဲကျသွားခဲ့ပြီးအော်ဟစ်နေခဲ့ပါသည်ဒါပေမဲ့မန်နီကတော့ဂယူးမဆိုင်ပဲအေးဆေးစွာပြန်ထိုင်နေခဲ့ပါသည်ပြီးတော့သူကအားလုံးကိုပညာရှိဖြစ်မလာခင်မှာလောက်ရတာတွေရှိတယ်လို့ပြောလိုက်ပြီးဇက်လန်နီကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါသည်အပိုင်းကရဲ့အစမှာတော့စီယုံကအာအိုကိုသွားတွေ့ခဲ့ပါသည်ဒါပေမဲ့အာအိုကတော့စီယုံကိုတွေ့ချင်းဒါတွေကမင်းကြောင့်ဖြစ်ရတာလို့တမ်မီရဆွဆွဲခဲ့ပါသည်သူမကစီယုံကိုတာကာတိုကလူသားတယောက်တည်းမဟုတ်တော့ဘူးလို့ပြောလိုက်ပြီးစိတ်လျှောက်ချနေပါသည်ဒီအချိန်လေးကိုမြင်လိုက်ရတဲ့စီယုံကလည်းအရန်ကိုအံ့ဩနေပြီးသူမကတာကာတိုကိုကဘာတာပဲရှင်းပြဖို့အတွက်ဆုံးဖြတ်ခဲ့ပါသည်အဲ့ဒီအချိန်လူကတော့သူသိချင်တာတွေကိုဒိုင်မွန်ကိုမေးနေခဲ့ပါသည်ဒိုင်မွန်ကသူ့ကိုလွတ်ပေးဖို့အတွက်ပြောနေပေမဲ့လူကတော့တာကာတိုကိုလက်စားချေဖို့ဒိုင်မွန်ကိုလိုအပ်ကြောင်းပြောနေခဲ့တာပါဒါအပြင်လူကသူ့မှာတာကာတိုကိုလက်စားချေဖို့သူ့သခင်ထက်ပိုအစွမ်းထက်တာကိုရထားကြောင်းပြောပြခဲ့ပါသည်သူကတော်တချောင်းကိုပြပြီးဒါနဲ့ချိတ်ပိတ်ထားတဲ့သခင်မလေးကိုသွားခဲ့မယ်လို့ပြောပြခဲ့ပါသည်ဒါကိုကြတော့ဒိုင်မွန်ကသူ့ကိုမလိုတော့ဘူးလားလို့ပြောကထွက်ပြေးဖို့အတွက်လှုပ်ထားပေမဲ့လူကတားလိုက်ပါသည်ပြီးတော့သူကဒိုင်မွန်ကိုဂုတ်ကနေဆွဲခေါ်သွားပါသည်ဒိုင်မွန်ကတော့သူကမိန်းကလေးတွေနဲ့အတူပဲသွားချင်တာလို့လည်းထအော်နေတာပါတစ်ဖက်မှာတော့မနီလ်ကသူတို့ကိုပညာရှိတစ်ယောက်ဖြစ်လာဖို့အတွက်လိုအပ်တာတွေကိုပြောပြပေးနေပါသည်အစည်းအဝေးပြီးချိန်မှာတော့သူတို့ကလူစုခွဲလိုက်ကြပါသည်တစ်ဖက်မှာလည်းပဲမင်းသမီးကနန်းတော်ကိုပြန်လာပါသည်သူမကိုဖျားเจ้าရဲ့ဂိုင်းကျုံဟိုလရစ်ကကြိုးဆိုပြီးနန်းတော်ကိုခေါ်သွားခဲ့တာပါဒါပေမဲ့နန်းတော်ကိုရောက်တဲ့အချိန်မှာတော့မင်းသမီးကိုဟိုလရစ်ကအလေးငိုက်တိုက်ခိုက်ခဲ့ပါသည်တစ်ဖက်မှာလည်းပဲယာဇာကီကတော့သူကတာကာတိုကိုဒီမှာပဲထားခဲ့တော့မယ်လို့ပြောလိုက်ပြီးတာကာတိုကလည်းပဲဒါကိုလက်ခံခဲ့ပါသည်အဲ့ဒီအချိန်မှာဆိုရာရောက်လာပြီးယာဇာကီကိုအဲ့လိုမလုပ်ဖို့အတွက်ပြောကအတူတူပူးပေါင်းမှုအတွက်လည်းပြောပါသည်ယာဇာကီကတော့တာကာတိုကိုတိတ်မယုံမိမယ်သူကအဖွဲကောင်းဆောင်ဆိုရာရဲ့စကားကိုတော့လွန်ဆန်လို့မရခဲ့ပါဘူးအဲ့နောက်မှာတော့သူတို့ကအဖွဲခွဲပြီးတော့နေခဲ့ရပါသည်
ဒါကတူကယူဂိုနဲ့ယူကီမော်ဆာရိုနဲ့တူတူတခန်းနဲ့ကြခဲ့ပါတယ်ယူဂိုကတော့ဒါကတူကိုသူ့ရဲ့ကလပ်အကြောင်းကိုပြောပြပေးခဲ့ပြီးအရှုံးသမားအသင်းကနေကျူးဆိုပါတယ်လို့လည်းပြောဆိုနေပါတယ်အဲ့ဒီအချိန်မှာပဲတကားခောက်တန်ထွက်ပေါ်လာပြီးယူဂိုကတကားကိုသွားဖွင့်ပေးခဲ့ပါတယ်တကားဝမှာတော့ဖူကိုင်ကပေါ်လာကသူကဒါကာတူနဲ့စကားပြောချင်ကြောင်းပြောခဲ့ပါတယ်တစ်ဖက်မှာလည်းပဲဒန်နူရာကကောင်မလေးတချို့နဲ့အဖွဲကြနေပါတယ်သူတို့ကဒန်နူရာကိုအီရိုဂီ၃ပါးအကြောင်းကိုပြောပြနေတာပါဒန်နူရာကတော့အသေးချလိုက်နားထောင်နေပါတယ်အဲ့ဒီအချိန်မှာပဲတကားခောက်တန်တစ်ခုကပေါ်လာလို့သူမကသွားကြည့်ခဲ့ပါတယ်အပြင်ဘက်မှာတော့ယိုကီကရက်နေခဲ့ပြီးဒါကာတူနဲ့ပတ်သက်ပြီးတော့ပြောချင်ကြောင်းရှင်းပြပါတယ်အဲ့ဒီအချိန်ဖူကိုင်ကတော့သူကဒါကာတူကိုစောင့်ကြည့်ဖို့အတွက်အမိန့်ပေးခံထားရတာဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာသူ့ရဲ့တဘာဝလွန်ကြည့်နိုင်တဲ့မျက်လုံးကအလုံးမလုံးဘူးလို့ပြောလိုက်ပြီးဖူကိုင်ကလည်းပဲသူ့ရဲ့မျက်လုံးတစ်ဖက်ကိုဖောက်ထုတ်ကထားပြီးရင်ပဲထွက်သွားခဲ့ပါတယ်ဒါကြောင့်မလို့ဒါကာတူတယောက်ကြောင်နေချိန်မှာနောက်ထပ်တကားခောက်တန်ပေါ်လာပြီးဒန်နူရာကသူ့ကိုလာခေါ်ပါတယ်ဒါကြောင့်မလို့ဒါကာတူလေးလိုက်သွားခဲ့ရပါတယ်အပြင်ဘက်ကိုရောက်တော့ယူကိုကချက်ချင်းထူးထောက်ပြီးဒါကာတူတို့ကိုသူမတို့ကိုဘာမှမလုပ်ဖို့အတွက်တောင်းပန်ပါတယ်ကာရိုကတော့ယူကိုရဲ့ပုံစံကိုကြည့်ကသဘောကျနေပြီးသူမကဒါကာတူကိုသူမတို့ကစောင့်ကြည့်ဖို့ခိုင်းခံထားရတာဖြစ်ကြောင်းလည်းပြောပြလိုက်ပါတယ်ဒါကိုကြတော့ဒါကာတူကသူ့ကိုစောင့်ကြည့်နေတာသိပေမဲ့၃ယောက်လို့တော့မထင်ဘူးလို့ပြောဆိုနေခဲ့တာပါတစ်ဖက်မှာတော့ယူဖီမီယာတယောက်ထိုင်နေချိန်မှာပဲကောင်မလေးတယောက်ရောက်လာပြီးသူမကိုတတ်ဖို့အတွက်လုပ်ပါတယ်ဒါပေမဲ့သူမကချက်ချင်းပဲအသက်ခံလိုက်ရပါတယ်ဒါကာတူကသူကသူ့ရဲ့ကဘာကိုပြန်ကျင်အောင်မယ်လို့ကောင်မလေးတွေကိုပြောပြပါတယ်သူဒီကိုလာရတာကလည်းပဲအိမ်ပြန်လန်းကိုစီယုံကတိမယ်ထင်လို့ဆိုပြီးတော့ပြောပြပါတယ်ဒါကိုကြတော့ယူကိုရိုကလည်းပဲသူမတို့ကလည်းကူညီမယ်လို့ပြောပြပါတယ်နောက်ရက်မှာတော့အားလုံးကမြေအောက်ကိုဆင်းလာခဲ့ကြကသူတို့က class အလိုက်ထူးဆန်းတဲ့အဝတ်အစားတွေကိုလည်းဝတ်ဆင်ထားခဲ့ရပါတယ်တိတ်မကြခင်မှာပဲသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Rick ကရောက်လာပါတယ်တစ်ဖက်မှာလည်းပဲကောင်လေးတွေကို David ကဥဆောင်မှုအတွက်လုပ်ပါတယ် Rick ကတော့မကောင်းဆိုးဝါးတွေကိုအနိုင်ယူလက်စွမ်းပြနေတဲ့ကောင်မလေးကိုကြည့်ပြီးဒီအဖွဲကသူ့ကိုယ်တော်မလိုအပ်ဘူးလို့ပြောနေတာပါအဲ့ဒီအချိန်မှာပဲဆိုရာရောက်လာပြီးဒန်နူရာကိုအသိမဲလားလို့မေးလိုက်ပါတယ်ဒါကြောင့်မလို့ဒန်နူရာလေးပဲမကောင်းဆိုးဝါးတွေကိုတတ်ကူခဲ့ပါတယ်တစ်ဖက်မှာလည်းပဲဒါကာတူကသူ့ရဲ့အစွမ်းကိုအသုံးပြုပြီးမကောင်းဆိုးဝါးတွေကိုအလွယ်လေးအနိုင်ယူပြခဲ့ပါတယ်တစ်ဖက်မှာတော့ဒိုင်မွန်တယောက်မိန်းကလေးတယောက်လိုဝေးစင်ထားတဲ့လူကိုကြည့်ကစိတ်ပြက်လက်ပြက်ဖြစ်နေပါတယ်လူကတော့မြေရောက်ခန်းထဲကိုသွားဖို့အတွက်လမ်းကြောင်းကိုဘယ်မှာရှာရမလဲလို့မေးနေတာပါဒါကြောင့်မလို့ဒိုင်မွန်ကသူ့ကိုအရက်ဆိုင်ကိုသွားတင်ကြောင်းအကြံပြုခဲ့ပါတယ်တစ်ဖက်မှာတော့ယူဖီမီယာကရှောက်သွားနေရင်သူမကလိန်ရဲ့ကိုပွားကောင်မလေးနဲ့တွေ့ဆုံပါတယ်သူမကယူဖီမီယာကိုသူမရဲ့နာမည်က Risley ဖြစ်ကြောင်းမိတ်ဆက်ပြီးပါတယ်အဲ့ဒီအချိန်ဒန်နူရာတို့ကအရက်ဆိုင်မှာထိုင်နေချိန်မှာတစ်ဖက်ဝိုင်းကကောင်လေးတွေကဒါကာတူရဲ့အကြောင်းကိုပြောနေပါတယ်အဲ့ဒီအချိန်အာယာကဝင်လာပြီးဘာမပြောညာမပြောနဲ့ရူရှီယိုကိုတတ်ပစ်လိုက်ပါတယ်သူမကအားလုံးကိုကြည့်ပြီးအခုကစပြီးတော့ပညာရှိလောင်းတွေကိုတယောက်ပြီးတယောက်တတ်ပစ်မယ်ဆိုပြီးလည်းပြောဆိုနေတာပါအဲ့ဒီအချိန်ဒိုင်မွန်တို့နားကိုစီယွန်ရောက်လာပါတယ်သူမကမြေအောက်ကိုသွားလို့ရတဲ့လမ်းကိုပြောပြပေးမယ်လို့ကမ်းလှမ်းခဲ့ပါသေးတယ်ဒါကိုကြတော့ဒိုင်မွန်တို့ကလည်းလက်ခံလိုက်ကြပြီးညရောက်တော့ဒန်နူရာကဒါကာတူကိုဘာတွေလုပ်နေတာလဲလို့မေးလိုက်ပါတယ်သူတို့ကစကားထိုင်ပြောနေချိန်မှာတစ်ဖက်မှာလည်းပဲယူအီချီကစီယုံကိုပညာရှိလောင်းနေမကြခင်မှာနောက်ဆုံးအဆင့်ကိုရောက်လာတော့မယ်လို့ပြောပြလိုက်ပါတယ်ဒါကိုကြတော့သူမကအရန်လွယ်နေတာကအဆင်မပြေဘူးလို့ပြန်ပြောလိုက်ကအဲ့ဒီအချိန်အခန်းထဲကိုဟာရူတိုရောက်လာပြီးအချိန်ပိုပေးဖို့အတွက်တောင်းဆိုပါတယ်စီယုံကတော့ဒါကိုသဘောတူပေမဲ့အပြန်လန်နေနဲ့ဒါကာတူကိုပြန်တက်ပေးရမယ်လို့တောင်းဆိုခဲ့ပါတယ်တစ်ဖက်မှာတော့အာယာကာတယောက်ချောင်းတိုက်တာကိုခံလိုက်ရလို့တရက်ခန့်ကိုလိုက်ရှာနေပါတယ်တိတ်မကြခင်သူမကသူ့ကိုကြောက်တုံးနေနဲ့ပေါက်နေတဲ့ရီယိုနာကိုတွေ့လိုက်ရပြီးနှစ်ယောက်သားတိုက်ခိုက်ကြပါတော့တယ်အဲဒီနောက်အာတာကာကရီယိုနာရဲ့လက်တစ်ဖက်ကိုဖျက်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်ဒန်နူရာကဒါကာတူရဲ့အခန်းကိုနေရာပြန်ချပေးဖို့အတွက်ပြောနေတာပါဒါပေမဲ့ဒါကာတူကတော့သူ့ရဲ့စွမ်းရည်တွေကိုလေ့ကျင့်နေတာလို့စင်ကြီးတွေရှောက်ပေးနေပါတယ်ပြီးတော့သူကဒန်နူရာကိုသူ့အပြင်ကိုသွားတော့အားလုံးကိုပြစ်မှတ်ထားခဲ့ကြောင်းရှင်းပြလိုက်ပါတယ်တစ်ဖက်မှာလည်းပဲလူတို့ကမြေအောက်ကိုဆင်းလာပါတယ်သူတို့တိတ်မကြခင်မှာမန်နာကိုတွေ့သွားပြီးမာနာကတော့သူမအကိုရဲ့အနံ့ကိုရခဲ့ကြောင်းပြောပြပါတယ်ဒိုင်မွန်ကတော့သူမကချိတ်ပိတ်ခံထားရပေမဲ့အလွယ်တကူသွားလာလိုက်နေတာကိုအံ့ဩနေတာပါအဲ့ဒီအချိန်မှာပဲမာနာကတော့လူတ်ကိုသူမကိုနဲ့ပတ်သက်တဲ့ပစ္စည်းပါလာလားလို့မေးလိုက်တာကြောင့်လူတ်ကတော့ကိုထုတ်ပြခဲ့ပါတယ်တစ်ဖက်မှာတော့အာယာကာကဘရင်ရဲ့အခန်းကိုလိုက်ရှာနေပြီးခဏကြာမှတွေ့သွားပါတယ်ဒါကြောင့်သူမကချက်ချင်းပဲဘရင်ကိုသွားတိုက်ခိုက်ပြီးတပ်ပြစ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့မန်နာအပြင်ကိုထွက်လာခြင်းသူမရဲ့ကလေးတွေကိုသွားတွေ့ပါတယ်လူကတော့ဒီယာမွန်ကိုဒီကလေးတွေကမန်နာရဲ့စိတ်ကူးနဲ့မွေးထားတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်အဲ့ဒီအချိန်အာယာကာကရီယိုနာစီကိုသွားပြီးအခုဆိုရင်ထိမ့်သိမ်းခံရတဲ့စွမ်းအားတွေကိုရီယိုနာပြန်ရပြီမို့လို့ထပ်ပြီးတော့တိုက်ခိုက်ဖို့အတွက်ပြောပါတယ်သူမရဲ့စကားကိုကြားတော့ရီယိုနာကသူမကိုချက်ချင်းတိုက်ခိုက်ခဲ့ပေမဲ့သူမကပဲနောက်ဆုံးအသက်ခံလိုက်ရပါတယ်တစ်ဖက်မှာတော့ဒနူရာကဒါကာတိုနဲ့အတူတူအပြင်သွားနေချိန်မှာသူမကဒါကာတိုကိုစားတော့ဆိုင်တစ်ခုကိုညွှန်ပေးခဲ့ပါတယ်အဲ့ဒီအချိန်ကောင်မလေးတစ်ယောက်ကသူ့ရဲ့လူကိုဒါကာတိုကိုတတ်ဖို့အတွက်အမိန်ပေးနေပါတယ်ဒါပေမဲ့ခဏအကြာမှာပဲသူကအသက်ခံလိုက်ရလို့ကောင်မလေးကဒနူရာစီကိုဦးတီလိုက်ပါတယ်
ဒါပေမဲ့ဒေါကာတူကဒန်နူရာကိုကယ်ပြီးတစ်ဖက်ကိုလည်းသူတိနေကြောင်းပြောပြလိုက်ပါသည်ဒါကိုကြားလိုက်ရတဲ့ဂျိုးကင်သူကလန့်ပြီးတော့ထွက်ပြေးဖို့လုပ်ပေမဲ့သူကအတားခံလိုက်ရပါသည်ဒါအပြင်သူ့ရဲ့ဝိညာဉ်မင်းသမီးကိုလည်းပဲမိုကိုမိုကိုကဖမ်းထားတာကြောင့်သူကတုံ့လှုပ်သွားပါသည်ဂျိုးကင်သူရဲ့ရှေ့မှာပဲမိုကိုမိုကိုကမင်းသမီးရောဘရင်ကိုတတ်ပစ်လိုက်ပါသည်ဒါကိုမြင်တော့ဂျိုးကင်သူကနောက်ထပ်တိုက်ခိုက်မှုကိုလုပ်ခဲ့ပေမဲ့မရခဲ့ပါဘူးဒါကြောင့်မလို့သူကနတ်ဖျားမယာမာကိုခေါ်ထုတ်လိုက်ပေမဲ့သူမှလည်းအသက်ခံလိုက်ရပါသည်အဲ့အချိန်မှာပဲအန်ဂျူကသူတို့ကိုတိုက်ခိုက်လိုက်ပေမဲ့ဒါကာတိုကသူမရဲ့စနစ်ကိုပြောင်းလဲခဲ့ပါသည်တစ်ဖက်မှာလည်းပဲလူဒ်ကဒိုင်မွန်ကိုတော့ကိုပေးအပ်လိုက်ပါသည်ဒါကာတိုကတော့ဂျိုးကင်သူကိုသူသိကျင်တာတွေမေးပြီးတော့တတ်ပစ်ခဲ့တာပါတစ်ဖက်မှာတော့မန်နာကဒီယာမွန်ကိုချိတ်ပိတ်ထားတာကိုဖွင့်ခိုင်းနေပါသည်အဲ့ဒီအချိန်မှာပဲဒါကာတိုကဒန်နူရာကိုအန်ဂျူရဲ့အကြောင်းကိုရှင်းပြပါသည်တကယ်တော့အန်ဂျူကသူ့ကိုတတ်ဖို့ထုတ်ထားတာလို့ပြောပြတာပါအဲ့ဒီညမှာတော့အာယာကာကယူဂိုကိုတတ်ဖို့ထပ်ပြီးစူးစမ်းပြန်ပါသည်ယူဂိုကအပြင်းထန်ခုခံခဲ့ပေမဲ့လည်းနောက်ဆုံးမှာသူလည်းအသက်ခံလိုက်ရပါသည်ဒန်နူရာတို့ကတော့ဒါကိုအဝေးကနေလှမ်းမြင်နေခဲ့ပြီးနောက်ရက်မှာတော့ဆိုရာကဒီကိစ္စနဲ့ပတ်သက်လို့အားလုံးကိုပြောပြလိုက်ပါပြီအဲဒီနောက်သူတို့က6လွာကိုဆင်းခဲ့ကြပါသည်ပြီးတော့သူတို့ကရန်သူတွေကိုရင်ဆိုင်တိုက်ခိုက်ခဲ့ကြပါသည်တစ်ဖက်မှာလည်းပဲဒီယာမွန်ကမန်နာကလူတရက်လက်ကိုယူသွားတာကြောင့်မန်နာရဲ့စကားကိုနားထောင်ပြီးတော့ကိုဖွင့်ပေးလိုက်ပါသည်အဲ့ဒီအချိန်မှာပဲဒန်နူရာတို့ကတော့သူတို့ရဲ့တာဝန်ပြီးသွားတာကြောင့်အပေါ်ကိုပြန်လာခဲ့ပါသည်အဲ့နောက်သူမရဲ့အဖော်တွေကိုဒါကာတူကဘယ်မှာနေလဲလို့မေးလိုက်ပြီးဒါကာတူကိုလိုက်ရှာဖို့အတွက်လုပ်ပါသည်တစ်ဖက်မှာဒါကာတူကထိုင်နေရင်နဲ့သူကဒေးဗစ်ကိုတွေ့လို့နောက်ကနေလိုက်သွားခဲ့ပါသည်ပြီးတော့သူကကြောက်ထဲကိုကြားလူလူဖြစ်နေတဲ့ဒေးဗစ်ကိုအချိန်မီကယ်ပေးလိုက်ပါသည်ဒါပေမဲ့အနီရောင်အငွေ့တွေကထွက်လာပြီးကြောက်ကဘာကလည်းပြိုကျသွားပါတော့သည်တစ်ဖက်မှာတော့စီယုံကထမင်းစားခန်းလေးကိုဝင်လာနေပါသည်ပြီးတော့သူမကအားလုံးကိုတယောက်နဲ့တယောက်တတ်ဖို့အတွက်ပြောပါသည်တတ်မှတ်ထားတဲ့အချိန်ကိုရောက်တဲ့အထိဘသူကမှမတတ်ရသေးတဲ့သူကိုသူမကရှင်းပြမယ်လို့လည်းဆိုသေးတာပါဒါကိုကြတော့မခံနိုင်တဲ့ចောင်းသားတစ်ယောက်ကသူမကိုတတ်ဖို့အတွက်လုပ်ခဲ့ပေမယ့်မရခဲ့ပါဘူးအဲ့ဒီအချိန်မှာဒန်နူရာကတာကာတိုကိုလိုက်ရှာနေခဲ့ပြီးဇလန်လီကလည်းတခန်းရပ်သွားခဲ့ပါသည်အပိုင်း6ရဲ့အစမှာတော့သီယိုဒီစီယာတယောက်တောင်ငုံပေါ်ကနေအောက်ဘက်ကနေလာနေတဲ့လှေကိုတိုက်ခိုက်ခဲ့ပါသည်ဘာလို့လဲဆိုတော့သူတို့ကသူမရဲ့မျိုးနွယ်တွေကိုဖမ်းခေါ်လာခဲ့လို့ပါသူမကလူတွေကိုတိုက်ခိုက်ပြီးသူမရဲ့လူတွေကိုကယ်ပေးနေချိန်မှာထွက်ပြေးသွားတဲ့တယောက်ကအသက်ခံလိုက်ရပါသည်တကယ်တော့သူ့ကိုယူဖီမီယာကတပ်ပစ်လိုက်တာပါသီယိုဒီစီယာကညီမဖြစ်သူကိုမြင်လိုက်ရလို့အံ့ဩသွားပါသည်တစ်ဖက်မှာလည်းပဲစီယုံကအားလုံးတယောက်နဲ့တယောက်တတ်ကြဖို့အတွက်ပြောဆိုနေပါသည်ဒါပေမဲ့သူကချက်ချင်းပဲအသက်ခံလိုက်ရတာကြောင့်အားလုံးကလန့်သွားပြီးနေရာအသီးသီးကိုခွဲပြေးခဲ့ကြပါပြီတစ်ဖက်မှာတော့ဒါကာတိုကဒေးဗစ်ကိုဖတ်ထားရင်အောက်ကိုအရှိန်နဲ့ပြုတ်ကျနေပါသည်သူကအာဆာကာသူ့ကိုပြောပြထားတာတွေကိုပြန်သတိရနေပါသည်ဒါကြောင့်သူဘာလို့တင်နေဆိုတာရွေးချယ်လိုက်ပြီးအရင်ဆုံးအောက်ကိုပြုတ်ကျနေတဲ့သူ့ရဲ့အရှိန်ကိုထိန်းပါသည်ခဏကြာမှတော့သူဟာအောင်မြင်စွာနဲ့ခုနလွာကိုဆင်းသက်နိုင်ပါသည်တစ်ဖက်မှာတော့အချိတ်ပိတ်ထားတာကပြတ်သွားပြီဖြစ်ပြီးမန်နာလည်းလွတ်သွားခဲ့ပါသည်မန်နာကတော့သူမကိုအကိုကြီးကလှုပ်ပေးလိုက်ပြီလို့ပဲပြောလိုက်ပါသည်အဲ့ဒီအချိန်ဒီယာမွန်ကသူတို့ထွက်သွားလို့ရပြီလားလို့မေးတော့မန်နာကလည်းခွင့်ပြုခဲ့ပါသည်ဒါကြောင့်မလို့ဒီယာမွန်ကလူကိုခေါ်ပြီးတော့ထွက်သွားပြီမြင်လူကချက်ချင်းပဲသူတို့ကမန်နာရဲ့ခန္ဓာကိုယ်ကိုရောက်နေပြီဆိုတာသတိထားမိသွားပါသည်ဒါကြောင့်မလို့သူမကဒီယာမွန်ကိုအပြင်ဘက်ကိုကန်ထုတ်လိုက်ပြီးထွက်သွားခိုင်းလိုက်ပါသည်တစ်ဖက်မှာတော့သီယိုဒီစီယာတို့ကမြို့တော်ကိုထွက်လာနေခဲ့ကြပါသည်ရက်စလီကတော့သူမကဒါကာတိုကိုတွေ့ကျင်ကြောင်းပြောပြနေခဲ့ပါသည်ဒါကိုကြတော့သီယိုဒီစီယာကဒါကာတိုကမြို့တော်မှာဖြစ်ကြောင်းပြောပြခဲ့ပါသည်သူမရဲ့စကားကြောင့်ရက်စလီတယောက်ရန်ကိုပြောသွားခဲ့ပါသည်တစ်ဖက်မှာတော့ဒါကာတိုကအပေါ်ကိုဘယ်လိုပြန်တက်ရမလဲတွေးနေချိန်သူစီလာနေတဲ့ဒိုင်မွန်ကိုတွေးလိုက်ရပါသည်ဒီယာမွန်ရဲ့နောက်မှာတော့ဂျယ်လီလိုအရာတစ်ခုကလိုက်လာနေပြီးသူကဒါကာတိုကိုကယ်ပေးဖို့အတွက်တောင်းဆိုခဲ့ပါသည်ဒါကြောင့်မလို့ဒါကာတိုလည်းပဲဂျယ်လီကောင်ကိုတတ်ပစ်လိုက်ပါသည်အဲ့နောက်ဒါကာတိုကသူဘာလို့ဒီကိုရောက်နေတာလဲလို့မေးလိုက်ပြီးဒီကနေထွက်သွားဖို့အတွက်လမ်းပြဖို့လည်းပြောပါသည်ဒါကြောင့်မလို့ဒီယာမွန်ကလည်းပဲဂျယ်လီကောင်ရဲ့လက်ကကယ်ပြီးရင်ကူညီပေးမယ်လို့ပြောခဲ့ပါသည်ဒါကာတိုကတော့ဒါကိုသဘောတူပြီးဒေးဗစ်ကိုလည်းတဲပေးဖို့အတွက်ပြောခဲ့ပါသည်အဲ့ဒီအချိန်မှာတော့အပေါ်မှာကီယိုကိုကသူမရဲ့တနက်ကိုထုတ်ပြီးအခန်းထဲကိုဝင်သွားခဲ့ပါသည်တစ်ဖက်မှာတော့ယူကီမာဆာကလည်းပဲဒါကိုစောင့်နေပြီးဖြစ်လာမယ့်အခြေအနေကိုတွက်ချက်နေပါသည်သူကအစီအစဉ်တွေကိုပြန်ရေးဆွဲလိုက်ပြီးကီယိုကိုကသူ့ကိုတိုက်ခိုက်မဲ့ကိစ္စကိုရှောင်လွှဲလိုက်ပါသည်သူကအဲ့ဒီအစားအာယာကာနဲ့တွေ့ပေးလိုက်ပါသည်တစ်ဖက်မှာတော့ဒနူရာကနန်းတော်တွေကပေါက်ကွဲတဲ့နေကြောင့်စနေပြီလားလို့လည်းပြောလိုက်ပါသည်မိုကိုကတော့ဒနူရာကိုဘာလို့အဖွဲခွဲပြီးတော့စောက်တာလေလို့မေးနေတာပါဒနူရာကတော့ဒါကာတိုနဲ့ဆိုရင်တမျိုးပဲပေါ့လို့ပြန်ပြီးတော့ဖြေလိုက်ပါသည်ဒါပေမဲ့မိုကိုကတော့ဒါကာတိုကခုနလွာကိုကြာသွားတယ်ထင်တယ်လို့ပြောပြပါသည်အဲ့ဒီအချိန်မှာပဲဒါကာတိုတို့က6လွာကိုတက်လာဖို့အတွက်လုပ်နေခဲ့ပါသည်အပေါ်ဘက်မှာတော့ယူကီမာဆာကအနာဂတ်ကိုကြိုးကြည့်နေပြီးတကားတစ်ချက်ကိုဖွင့်ဖို့လုပ်နေတာပါဒါပေမဲ့သူကချက်ချင်းပဲဒီတကားကနေဒါကာတိုတို့ထွက်လာမှာကိုသိသွားတာကြောင့်အားလုံးကိုတပ်ပစ်ဖို့အတွက်အစီအစဉ်ဆွဲခဲ့ပါသည်ဒါပေမဲ့စာအုပ်ထဲမှာပေါ်လာတာကသူတေးရတော့မယ်လို့ပဲပေါ်လာခဲ့ပါသည်တိတ်မကြခင်မှာပဲဒါကာတိုတို့ရောက်လာပြီးဒါကာတိုကယူကီမာဆာကိုတပ်ပစ်လိုက်ပါသည်အဲ့ဒီအချိန်မှာပဲဒီယာမွန်စီကိုမက်ဆေ့တစ်ခုဝင်လာပြီးအထဲမှာတော့ပြိုင်ပွဲကိုပါဝင်ဖို့အတွက်ပြောထားပါသည်
ဒါကတူကဒီယာမွန်ကိုတကယ်လို့မပါဝင်ရင်မင်းတေရတော့မယ်လို့လည်းသတိပေးလိုက်ပါသည်အဲ့ဒီအချိန်တစ်ဖက်မှာမိုင်ကတော့စိတ်အေးလက်အေးအိမ်နေပါသည်ခဏကြာတော့သူမကအရီမာရဲ့အတန်ကိုကြားပြီးအပေါ်ကနေကြောက်တုံးနဲ့ဖိတတ်တာကိုခံလိုက်ရပါသည်အရီမာတို့ကမိုင်သေးပြီလို့ထင်ခဲ့ပေမဲ့သူမကတယ်လီပို့မော်ကိုတုံးခဲ့တာကြောင့်သူတို့ရှိမှရင်ပြန်ပြီးတော့ပေါ်လာပါသည်အဲဒီနောက်မှာတော့အာဘူကာဝါကသူမကိုချွေရီနဲ့လောင်းချလိုက်ပေမဲ့မိုင်ကဘာမှဖြစ်မသွားခဲ့ပါဘူးသူမကအဘူကာဝါကိုသူတော်စင်လက်သီးကိုတုံးကတက်ပြစ်လိုက်ပါသည်အာရီမာကတော့မိုင်ကိုဒီလိုဆွမ်းအားတွေဘယ်ကနေရလာတာလဲလို့မေးနေခဲ့ပါသည်မိုင်ကတော့ဒါကသူမအကြောင်းကိုသွားနေချိန်မှာလမ်းမတွေ့ခဲ့တဲ့ကြောင်နီစီကားလို့ပြောပြလိုက်ပြီးအာရီမာကိုတက်ပြစ်လိုက်ပါသည်တစ်ဖက်မှာတော့တာကာတိုတို့ကရှောက်လာနေချိန်မိုင်ကသူတို့ရှိကိုပေါ်လာပါသည်ပြီးတော့သူမကတာကာတိုကိုတိုက်ခိုက်ဖို့အတွက်လုပ်ပေမဲ့တာကာတိုကသူမရဲ့ဘိုက်ကိုတိုက်ခိုက်ကကြောင်ဖြူလေးကိုတတ်လိုက်ပါသည်ပြီးတော့နောက်တစ်ကောင်ကတက်ပြစ်လိုက်တာကြောင့်မိုင်တယောက်ဆွမ်းအားတွေပျောက်ကွယ်သွားခဲ့ပါသည်ဒါကြောင့်ပဲသူမကအော်ပြီးတော့ထွက်ပြေးပါတော့တယ်တစ်ဖက်မှာတော့အာယာကာတို့ကအကျိတ်နဲ့တိုက်ခိုက်နေကြပါသည်ဒန်နူရာတယောက်အပင်ပေါ်မှာပုံနေရင်နဲ့အောက်ကိုဆင်းလာချိန်သူမရဲ့ရှေ့ကိုမီကိုချီကရောက်လာပါသည်မီကိုချီကဒန်နူရာကိုကူညီပေးမယ်လို့ပြောပြီးသူမကမိုကိုကိုသူမနဲ့ပေါင်းစီခိုင်းလိုက်ပါသည်သူမကဒန်နူရာကိုအတင်းတိုက်ခိုက်ပါတော့တယ်အဲဒီအချိန်မှာတာကာတူတို့ကရောက်လာပြီးသူကအခြေအနေကိုကြိုတွက်စားမိတာကြောင့်ဒီယာမိုးရဲ့မျက်လုံးကိုပိတ်ထားဖို့အတွက်ပြောလိုက်ပါသည်တစ်ဖက်မှာတော့မီကိုချီကဒန်နူရာရဲ့ဝစ်စုံကိုဖျက်ဆီးလိုက်ပါသည်တာကာတူကတော့ဒန်နူရာရဲ့အဝိမဲ့နေတဲ့ခန္ဓာကိုယ်ကိုအဝိပြန်ပတ်ပေးပြီးတစ်ဖက်မှာတော့ဟာရီတိုကဆိုရာကိုဝိုင်းတိုက်ဖို့အတွက်လုပ်နေတာပါဒါပေမဲ့ဆိုရာရဲ့ပရိသတ်တွေကြောင့်သူတို့ကဒုက္ခရောက်နေခဲ့ပါသည်အဲ့ဒီအချိန်ဂျယ်လီကောင်တွေကလည်းသူတို့ကိုလာတိုက်ခိုက်တာကြောင့်မလို့အားလုံးကတီးကုန်ကြပြီးဟာရီတိုကလွတ်သွားပါသည်အဲ့ဒီအချိန်မှာပဲမီကိုချီရဲ့စွမ်းအားကနိုးထလာပြီးသူမကမိုကိုကိုဖယ်ထုတ်လိုက်ပါသည်ပြီးတော့သူမရဲ့အစွမ်းကိုစတင်ထုတ်နေချိန်မှာပဲအသက်ခံလိုက်ရပါသည်အဲ့နောက်ဒန်နူရာကမိုကိုကိုသူမရဲ့အဝတ်တွေကိုပြန်ပေးခံလိုက်ပါသည်တစ်ဖက်မှာလည်းပဲအာယာကာကကီယိုကိုတပ်ပြစ်ဖို့အတွက်ကြိုးစားနေခဲ့ပါသည်အဲ့ဒီအချိန်ဒါကာတိုရိုစီကိုယူဂိုရိုကလည်းရောက်လာကြပါသည်ဒါကာတိုကသူတို့နဲ့စကားပြောနေချိန်မှာထူးခြားတဲ့အခြေအနေကိုသဘောပေါက်သွားပြီးအားလုံးကိုနောက်မှနေဖို့အတွက်ပြောလိုက်ပါသည်တစ်ဖက်မှာလည်းပဲအာယာကာကကီယိုကိုတပ်ပြစ်လိုက်ပြီးဒူးဆန်းနဲ့ပေါက်ကွဲမှုကြောင့်သူမကလဲကျသွားပါသည်အားလုံးငြိမ်သွားချိန်မှာတော့သူမကအသက်ရှင်မှုအတွက်တခုခုလုပ်ပြီးဖို့စနစ်ရှိတယ်လို့ပြောပြလိုက်ပါသည်ဒါပေမဲ့စနစ်ကသူမကိုအသက်ရှင်အောင်လုပ်ရင်ငကားအဖြစ်ကိုတကယ်ပြောင်းလဲသွားတော့မှလို့လည်းပြောပြလိုက်ပါသည်အာယာကာကတော့သူမငကားဖြစ်လာရင်လည်းရတယ်လို့ပြောတာကြောင့်စနစ်ကသူမကိုငကားတစ်ကောင်အဖြစ်ပြောင်းလဲပေးခဲ့ပါသည်အဲ့နောက်သူမကလက်စားချေဖို့အသက်ရှင်ကြရေးသူတွေကိုလိုက်ရှာပါတော့တယ်တစ်ဖက်မှာတော့တာကာတူကအားလုံးကိုကယ်ပေးခဲ့ပါသည်ပြီးတော့သူတို့ကဘေးပတ်ဝန်းကျင်ကိုလိုက်ရှာကြပါသည်ဒါပေမဲ့သူတို့အနေနဲ့ဘာမှမတွေ့ခဲ့ရပါဘူးအဲ့ဒီအချိန်အာယာကာကသူတို့ကိုမြင်ပြီးသူမရဲ့စစ်တီတော်တွေကိုတိုက်ခိုက်ဖို့အတွက်ဆေလွတ်ခဲ့ပေမဲ့တာကာတူကတပ်ပစ်လိုက်ပါသည်စနစ်ကအာယာကာကိုပြန်လှည့်ဖို့အတွက်ပြောလိုက်ပေမဲ့သူမကလက်မခံခဲ့ပါဘူးဒါကြောင့်မလို့သူမကတာကာတူရဲ့တပ်ချင်းကိုခံလိုက်ရပါသည်အဲ့နောက်ဒီယာမွန်ကဒီအခြေအနေကိုသိရဖို့အတွက်ပညာရှိကြီးကိုမေးသင့်တယ်လို့ပြောနေချိန်မှာစီယုံကပေါ်လာပါသည်သူမကတာကာတူကိုစကားတွေပြောနေခဲ့ပေမဲ့တာကာတူကတော့သူမရဲ့ခြေချင်းဝက်ကိုချိုးပြလိုက်ပါသည်ပြီးတော့သူကသူမကိုမေးတာကိုဖြေဖို့အတွက်ပြောပေမဲ့စီယုံကထပ်ပြီးတော့တိုက်ခိုက်ဖို့လုပ်ပါသည်ဒါကြောင့်မလို့တာကာတူကသူမရဲ့လက်တွေကိုတစ်ချောင်းပြီးတစ်ချောင်းစတိုက်ချိုးနေခဲ့ပါသည်တာကာတူကစီယုံကိုသူ့ရဲ့အမေကိုမဖြေသေး၍ထပ်ဖြစ်နေအောင်မလို့ပြောတော့စီယုံကထွက်ပြေးသွားပါသည်အဲ့ဒီအချိန်မှာပဲယိုအီချီပေါ်လာခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ကလည်းအချိုးခံနေရပါသည်ဒါကိုမြင်တော့စီယုံကတာကာတိုစီကိုပြန်သွားပြီးမိသမျှကိုဖြေပါမယ်လို့ပြောခဲ့ပါသည်အဲ့နောက်တာကာတိုကသူမကိုသူတို့ကဘာစီကိုဘယ်လိုပြန်သွားရမလဲလို့မေးနေတာပါစီယုံကတော့ဒီအတွက်ချိတ်ဆက်ထားတဲ့အရာလိုအပ်တယ်လို့ပြောလိုက်ပြီးကြောက်တုံးတစ်ခုကိုထုတ်ပေးခဲ့ပါသည်ဒါပေမဲ့ဒီတစ်ခုတွေနဲ့အဆင်မပြေဘူးလို့သူမကပြောပြလိုက်ကတခြားပညာရှိတွေစီကကြောက်တုံးတွေကိုစုဖို့အတွက်ပြောနေပါသည်အဲ့နောက်မှာတော့တာကာတိုတို့ကထွက်သွားပြီးစီယုံကလည်းပဲဒီနေရာကနေထွက်သွားဖို့အတွက်လုပ်ပါသည်ဒါပေမဲ့ထူးဆန်းတဲ့အရာတွေကပေါ်လာပြီးသူမကိုတိုက်ခိုက်ကြပါသည်အဲ့ဒါကမန္နာဖြစ်ပြီးသူမအကူဖြစ်သူကိုပြန်မွေးဖွားစေခြင်းနေခဲ့တာပါဇီယုံကထွက်ပြေးခြင်းပေမဲ့ပြေးမရခဲ့ပါဘူးဒါကြောင့်သူမကမသေးခင်မှာမန္နာကိုတာကာတိုကိုတတ်ဖို့အတွက်ပြောခဲ့ပါသည်တစ်ဖက်မှာလည်းပဲမြို့ရဲကိုဆက်ယုံနှစ်ယောက်ကရောက်လာခဲ့ပါသည်ဒါဘလူကသူတို့ကိုတိုက်ခိုက်ပေမဲ့မထိရောက်ခဲ့ပါဘူးအဲ့ဒီအချိန်မန္နာရဲ့ခန္ဓာကိုယ်ကလည်းမြို့အနှံ့ကိုရောက်လာနေပါသည်ရစ်ကမင်းသားတစ်ပါးအနေနဲ့မြို့ကိုကာကွယ်ဖို့ကြိုးစားပေမဲ့အရာမထင်ခဲ့ပါဘူးတစ်ဖက်မှာတော့ဟော်လရေစ်ကတော့မာနာအသက်ပြန်ရှင်လာတာကိုမြင်ရတာကြောင့်ဝမ်းသာနေပါသည်အဲ့ဒီအချိန်သူ့နားကိုဒါကာတိုကရောက်လာပြီးဒါကာတိုကသူ့ကိုတပ်ပြလိုက်ပါသည်ဒီယာမုံကတော့ဘာလို့ချက်ချင်းတတ်လိုက်ရတာလဲလို့မေးလိုက်ပါသည်အဲ့ဒီအချိန်ဒန်နူရာကတော့မြို့ရဲကအခြေအနေတွေကိုမြင်သွားပြီးဒါကဘာရီလဲလို့မေးနေတာပါဒီယာမုံကဒါကိုမြင်တော့မာနာဆိုတာကိုသိပြီးတော့လန့်နေခဲ့ပါသည်ခဏကြောင်မှာတော့မာနာကအကာရန်ကိုဖောက်ဝင်လာပြီးဒိုင်မွန်ကိုဒါကာတိုကဘယ်သူလဲလို့မေးပါသည်ဒါကိုကြတော့ဒိုင်မွန်ကအချက်ချင်းပဲဒါကာတိုကိုလက်ညှိုးထိုးပြလိုက်ပါတော့သည်သူမကဒါကာတိုကိုမြင်တော့တပ်ပစ်ဖို့အတွက်လုပ်ပေမဲ့သူမကပဲအရင်အသက်ခံလိုက်ရပါသည်အဲ့နောက်ဒေးဗစ်ကအပေါ်ဘက်ကိုတက်ဖို့အတွက်ပြောပြီးမြို့ပြင်ကိုထွက်လို့ရမယ်လေသင်းမောကိုပြလိုက်ပါသည်
ဒါပေမဲ့လူကများနေလို့ဒန်နိုရာတို့ကကြံနေခဲ့ရပါသည်အဲ့နောက်မှာတော့မိုကိုကဒန်နိုရာရဲ့ဝစ်စုံကိုပြောင်းလဲပေးပြီးပြန်တန်းလို့ရအောင်လုပ်ပေးလိုက်ပါသည်ခဏကြာတော့သူတို့လည်းအောက်ကိုရောက်လာခဲ့ပြီးအောက်ကိုရောက်လာချိန်မှာဒီယာမွန်ကမရှိတော့ပါဘူးအဲ့နောက်သူတို့စကားပြောနေချိန်မှာသီယိုဒီစီယာတို့ကရောက်လာပါသည်အဲ့ဒီအချိန်မှာပဲရီစလေကဒါကာတိုကိုသူ့ကိုလက်ထပ်ဖို့အတွက်ပြောပြီးကြောက်တုံးကိုထုတ်ပေးနေခဲ့ပါသည်တစ်ဖက်မှာတော့မင်းသမီးကမြို့ရဲ့အခြေအနေကိုကြည့်နေပါသည်ဆိုက်ရုပ်တွေကလည်းသတိလစ်နေတဲ့ဟာရီတိုကိုကဲထုတ်သွားကြပါသည်တစ်ဖက်မှာဒီယာမွန်ကလည်းပဲတယောက်တည်းခွဲထွက်လာပြီးဒါကာတိုကတော့အာဆာကာပြောတာတွေကိုသတိရနေတာပါရီစလေကတော့ဒါကာတိုကိုပေါင်မော်တင်သိပ်ထားတဲ့ဒန်နိုရာကိုမကြေမနက်ဖြစ်နေပြီးဇာလန်လေးကလည်းပြီးဆုံးသွားခဲ့ပါသည်